ညတန်းကောင်ရံမှာကောင်မလေးကပြတင်းပေါက်ပိတ်ဖို့ထလာတုံးသူမပတ်ဝန်းကျင်ကအဆောက်အုံကြီးပြိုကျပျက်စီးနေတာကိုမြင်လိုက်ရလို့ထိတ်လန့်တုန်လှုပ်သွားခဲ့ရတယ်။စုံလိုင်ရဲ့မျက်လုံးတွေဟာကြောက်လန့်တကြားနဲ့ပြူးကျဲသွားပြီးသူမရှိနေတဲ့အဆောက်အုံကြီးကပြင်းထန်စွာတုန်ခါလာပြီးအုတ်ခဲပျက်စီးတွေဝုန်းတိုင်းကျဲပြိုကျလာတော့တယ်။ငလျင်လုံနေမှန်းတိတိချင်းပဲသူမဟာအသက်လို့အသေးတန်ပြေးခဲ့ရမယ်လေတဘာဝတရားကြီးရဲ့ရှေ့မောက်မှာလူသားတွေဟာဘလောက်တောင်တင်းငယ်လုံးလာတယ်လဲနောက်ဆုံးမှာတော့သူမဟာအပြက်အစည်းပုံတွေအောက်မှာရရဆက်ဆက်မြေမြုပ်ချင်းခံလိုက်ရပါတော့တယ်။ဒီလိုနဲ့ဘသူမှမသိပဲတိတ်တဆိတ်တေဆုံးရတော့မယ်လို့တွေးနေမိတဲ့အချိန်မှာပဲအလင်းတန်းတစ်ခုကသူမစီကိုရုတ်တရက်လင်းပွင့်လာခဲ့တယ်မိသက်သမားတူဖြစ်တဲ့ကျန်းကြည်ကျွမ်းဟာစုံလိုင်ကိုကဲထုတ်ပေးခဲ့ရမယ်ပြင်းထန်တဲ့စိတ်တန်ရာကြောင့်သူမမှာစိတ်တန်ရာလုံးစိတ်ဖိစီးမှုဝေဒနာဆွဲကပ်သွားခဲ့ရတယ်သူမဟာဘာမှမစားမတောက်စကားလည်းမပြောတော့ပဲငလျင်ရဲ့အရေးမကြီးအောက်မှာနေတိုင်းပိတ်လောင်ခံထားရတယ်လို့ဖြစ်နေခဲ့တယ်ဒါကြောင့်ကျန်းကြည်ကျွမ်းကသူ့ရဲ့ရှာဖွေကယ်ဆယ်ရေးခွေးလေးကိုလွတ်ပြီးသူမစီနှုတ်ဘူးတွေနဲ့အစားကောင်းကောင်းစားဖို့အားပေးတဲ့စာရိုလေးတွေပို့ပေးခဲ့တယ်အဲ့ဒီလိုနဲ့စုံလိုင်ဟာသူမကိုကဲတင်ခဲ့တဲ့မိသက်သမားလေးပေါ်ရင်ထဲကနေတိတ်တဆိတ်တန်ရောစင်တွေမိသွားခဲ့ပါတော့တယ်တရက်မှာတော့စုံလိုက်နိုးလာတဲ့အခါကုတင်ဘေးမှာနို့တပူးနဲ့ဓာတ်ပုံတပုံကိုတွေ့လိုက်ရတဲ့ကျန်းကြည်ကျွမ်းကဘင်းတို့ကိုထားခဲ့ပြီးသူမအနေနဲ့ဘဝတစ်ကိုတတိရှိရှိရင်ဆိုင်စေခြင်းကြောင့်သူနာပြုမလေးကပြောပြခဲ့တယ်ကျန်းကြည်ကျွမ်းထွက်ခွာတော့မယ်ဆိုတာတိလိုက်ရတဲ့စုံလိုက်ဟာမိသက်ကားနောက်ကိုအတင်းပြေးလိုက်ခဲ့တော့တယ်သူမကိုမြင်တော့ကျန်းကြည်ကျွမ်းကကားကိုရက်ပြီးဆင်းလာခဲ့တယ်အဲ့ဒီမှာစုံလိုက်ကနောက်10နှစ်ကြာရင်ရှင်ရှိရာကိုတမိလာရှာမယ်လို့10နှစ်ကတိတစ်ခုပေးခြင်းခဲ့တယ်ကျန်းကြည်ကျွမ်းကတော့ဒါကိုအတီမီယူပဲပေါ့ပါပဲသဘောတူခဲ့ရမယ်စုံလိုက်အတွက်ကတော့တကယ့်ကိုအလေးနက်ထားတဲ့ကတိတစ်ခုဖြစ်ခဲ့တယ်10နှစ်ကြာပြီးတဲ့နောက်မှာတော့သူမဟာထူးချွန်တဲ့သတင်းထောက်တစ်ယောက်ဖြစ်လာခဲ့တယ်မတော်တဆမှုတစ်ခုရဲ့ကယ်ဆယ်ရေးလုပ်ငန်းခွင်မှာအကွက်ချခြင်းနဲ့လုပ်ဖော်ကိုင်ဖက်သတင်းထောက်တစ်ယောက်ဟာစိတ်လှုပ်ရှားစရာရုပ်တံရဖို့အတွက်ခွင့်ပြုချက်မရှိဘဲဘေးကင်းလုံခြုံရေးစီကိုကြော်သွားခဲ့တဲ့ရုပ်တရက်ပောက်ကွဲမှုတစ်ခုဖြစ်ပွားပြီးဘင်းလုပ်ဖော်ကိုင်ဖက်ကိုမိသက်သမားတွေကကယ်တင်နိုင်ခဲ့ပေမဲ့ကင်မရာကတော့မိတောက်တွေထဲကြံခဲ့တဲ့စုံလိုင်ကအသက်ဆုံးပြီးမိထဲကိုပြန်ပြေးဝင်သွားချိန်မှာနောက်ထပ်ပောက်ကွဲမှုတစ်ခုထပ်ဖြတ်အဲ့ဒါကြောင့်သူမမြေပြင်ပေါ်လဲကျသွားပြီးပတ်လည်မှာမိတွေအလင်းအမြန်ကူးဆက်လာခဲ့တယ်ဒီလိုအရေးကြုံနေတဲ့အကြက်တဲချိန်မှာပဲကျန်းကြည်ကျွမ်းဟာကောင်းကင်ကကြလာတယ်လို့ရုတ်တရက်ရောက်လာပြီးစုံလိုင်ရဲ့အပေါ်ကနေအမြန်ကာကွယ်ပေးလိုက်တယ်ဒီမြင်ကွင်းကလွန်ခဲ့တဲ့10နှစ်ကတိုင်းတထေရတဲ့ပါပဲသူမရှိကကြောပြင်ကြီးဟာလွန်ခဲ့တဲ့10စုနှစ်တခုကပုံရိပ်နဲ့ထပ်တူကျသွားပြီးသူဟာလွန်ခဲ့တဲ့နှစ်တွေကသူမကိုကယ်ခဲ့တဲ့မိသက်သမားမှန်စုံလိုင်မှတ်မိသွားခဲ့တယ်ဒါပေမဲ့သူတို့နှစ်ယောက်လုံးဘေးကင်းနဲ့လွတ်မြောက်လာပြီးတဲ့နောက်မှာတော့ကျန်းကြည်ကျွမ်းကသူမကိုလုံးဝမမှတ်မိတော့တဲ့အပြင်တာဝန်မဲတဲ့သတင်းထောက်တယောက်လိုတောင်အထင်လွဲသွားခဲ့တဲ့စုံလိုင်ကကျမနာမီကချင်းဖုံးရွှေလိုင်လေပြင်းချင်းလေးဖြူခတ်လာသည်ထဲကရွှေလိုင်ပါလို့တတိပေးပြောကြားခြင်းခဲ့ရမယ်လေကျန်းကြည်ကျွမ်းကတော့သူမကိုလုံးဝကြီးမေ့လျော့သွားခဲ့ပြီဆိုတာထင်ရှားလာပါတော့တယ်အမျိုးသမီးသတင်းထောက်မလေးသည်သူမိကင်မရာကိုတွားကောက်စဉ်မတော်တဆဖြစ်ရတစ်ခုနှင့်ကြုံတွေ့ခဲ့ရသည်ထိုအချိန်တွင်အနီးနားရှိကားတစ်စီးမှလည်းအချိန်မရွေးပောက်ကွဲနိုင်သည့်အခြေအနေဖြစ်နေသည်ဤကဲ့သို့အသက်အန္တရာယ်ဆိုးရင်ရသည့်အရေးပေါ်အချိန်၌မိခန်ဆောင်ကိုကိုင်ဆောင်ထားသည့်မိသက်သမားတို့ကအပေါ်မှငုံဆင်းလာပြီးသူမကိုရင်ခွင်ထဲ၌လုံခြုံစွာပွေ့ပိုက်ကကာကွယ်ပေးခဲ့သည်နှစ်ဦးသားဘေးကင်းရာသို့အောင်မြင်စွာလွတ်မြောက်လာပြီးနောက်ကျန်းချူကျွမ်းကစူးလိုင်ကိုဒေါသတကြီးစူပူချင်းမောင်းခဲ့ပြီးသူမအားသတင်းထူးနောက်ကိုသာလိုက်နေသည့်တာဝန်မဲ့သောသတင်းထောက်တို့ဖြစ်ပင်ထင်မြင်ယူဆသွားခဲ့သည်နောက်တနေ့တွင်ထိုကယ်ဆယ်ရေးဖြစ်ရပ်ကိုရှေ့နောက်အကြောင်းအရာများဖျက်တောက်ကမိသက်သမားများသည်သူရဲဘောကြောင့်ပြီးမိငိမ့်တက်ရန်ကြောက်ရွံ့နေကြသည်ဟုတမင်တကာတရုတ်ဖြတ်ပြီးအွန်လိုင်းပေါ်တင်ခဲ့ကြသည်ရင်းကိစ္စကြောင့်အွန်လိုင်းတွင်အငင်းပွားမှုများစွာဖြစ်ပွားခဲ့သည်လက်ပတ်စံပြသောလုပ်ဖော်ကိုင်ဖက်ဖြစ်သူကအပြစ်အလုံးကိုအစ်စ်ဝင်စာကြိုလိုက်အပေါ်သို့ပုံချခဲ့တော်လဲသူမထင်မှတ်ထားပဲစူးလိုင်ကသူမအားလှုပ်ကြံဖန်တီးထားသည့်တက်တေထောက်ထားများကိုချက်ချင်းထုတ်ပြခဲ့သည်စူးလိုင်သည်သူမိအပြစ်ကင်းစင်မှုကိုတက်တေပြနိုင်ခဲ့တော်လဲဤသူရဲကောင်းများပေါ်ထိခိုက်သွားသည့်နမီဆိုးများကိုပြန်လည်ရှင်းလင်းပေးနိုင်ရန်အတွက်မိသက်သမားများအကြောင်းအထူးသတင်းဆောင်ပါတစ်ပုဒ်ကိုစိတ်ရင်းမှန်ဖြင့်ရေးသားခြင်းခဲ့သည်တိုးတော်လဲသူမအားကျေးဇူးကမ်းပြီးတာဝန်မဲ့သည့်သတင်းထောက်တို့အဖြစ်နားလည်မှုလွဲခြင်းခံထားရသဖြင့်ရဲ့အင်တာဗျူးသည်လုံးဝမချောမွေ့ခဲ့ပေရန်နှဲငယ်ကုံဆုံးသွားတော်လဲစူးလိုင်တယောက်သတင်းဆောင်ပါအတွက်အသုံးဝင်မိအချက်လက်များကိုမရရှိခဲ့ရုံသာမကသူမထမင်းစားသွားသည့်အချိန်တိုင်းတွင်လည်းစားပွဲပေါ်၌အစားအစာမရှိဘဲပန်းကန်အလွတ်များကိုသာတွေ့မြင်ခဲ့ရသည်တိုးတိုင်အောင်သူမအလျှော့မပေးရဲထိုင်ကုန်တလုံးဆွဲကကျန်းချူကျွမ်း၏ဘေးနားတွင်ဝင်ထိုင်ပြီးဘေး၏ပန်းကန်ထဲမှဟင်းများကိုမတိမတာနှိုက်စားခဲ့သည်ထို့အပြင်သူမနှင့်အင်တာဗျူးမလုပ်ပါကနေတိုင်းလာရောက်နောက်ဆက်မိဟုပင်ချင်းချောက်ခဲ့သည်နောက်ဆုံးတွင်ကျန်းချူကျွမ်းလည်းအခြားရွေးချယ်စရာမရှိသဖြင့်အလျှော့ပေးကအင်တာဗျူးရန်သဘောတူခဲ့ရသည်သို့သောစူးလိုင်မေးသည့်မိကုံးများစုမှာကယ်ဆယ်ရေးလုပ်ငန်းများနှင့်ဘာမှမဆိုင်ခဲ့ပေထိုစဉ်ရုတ်တရက်အရေးပေါ်ခေါင်းလောင်းတန်မိလာပြီးအဖွဲ့ဝင်အားလုံးတာဝန်ထမ်းဆောင်ရန်ချက်ချင်းပြေးထွက်သွားကြသည်ထိုဖြစ်ရမှာကြက်ချံတစ်ခုပြိုကျပျက်စီးသွားသဖြင့်တက်ကြီးရွယ်အိုအမျိုးသားတို့ဦးစင်ပေါ်တွင်ပိတ်မိနေခြင်းဖြစ်သည်မကြာမီပင်ထိုဘိုးအိုအားမိသက်သမားများကကယ်တင်နိုင်ခဲ့တော်လဲသူသည်လွတ်ပြေးသွားသောကြက်များအတွက်သာစိုးရိမ်နေပြီးဆေးရုံသို့သွားရန်အပြတ်သက်ညှဉ်းဆန်ခဲ့သည်ထို့ကြောင့်ကျန်းချူကျွမ်းကကြက်များဖမ်းပေးမိဟုကတိပေးခဲ့ရပြီးစူးလိုင်သည်လည်းတုံးဆိုင်မနေပဲကြက်ဖမ်းရာတွင်ကူညီပေးခဲ့သည်သူမသည်ကျန်းချူကျွမ်းနှင့်ကြက်တကောင်လေးကိုအတူတူဖမ်းမိခဲ့ကြသဖြင့်ကျန်းချူကျွမ်းကလက်ကိုချက်ချင်းလွတ်လိုက်ပြီးကြမ်းကြက်များကိုဆက်လက်ဖမ်းဆီးခဲ့သည်စူးလိုင်သည်သူ၏ရှေ့မှပိတ်ရက်ကကျန်းချူကျွမ်း၏မျက်လုံးများကိုစူးစိုက်ကြည့်လိုက်ရာသူမိစူးရှသောအကြည့်များကြောင့်သူရှက်ကိုရှက်ကန်းဖြစ်ကတဲ့ပင်ပြန်မကြည့်ရတော့ပေထိုစဉ်အဖွဲ့ဝင်တဦးကကြက်အားလုံးဖမ်းမိပြီဖြစ်ကြောင်းလာရောက်သတင်းပို့ရာကျန်းချူကျွမ်းကလက်ချောင်းလေးဖြင့်စူးလိုင်ကိုညင်သာစွာတွန်းဖယ်ကထွက်သွားခဲ့သည်စခန်းသို့ပြန်ရောက်သောအခါစူးလိုင်သည်အစည်းအဝေးတက်ရန်အကြောင်းကြားစာလက်ခံရရှိခဲ့သည်တိုးတော်တကိုယ်လုံးတွင်ကြက်မွေးများပေးကျန်နေသဖြင့်ရေရင်ကျိုးရန်လိုအပ်နေခဲ့သည်မိသက်အဖွဲ့ဝင်များထမင်းစားနေစဉ်အတွင်းသူမသည်မိသက်စခန်းရှိရေချိုးကန်းထဲသို့ခိုးဝင်ကရေချိုးခဲ့ပြီးအပြင်ဘက်တွင်သူမိလုပ်ဖော်ကိုင်ဖက်ကိုကင်းဆောင်ခိုင်းထားခဲ့သည်တိုးတော်ရေချိုးနေစဉ်တဝက်ခန့်တွင်အပြင်ဘက်၌လူတစ်ယောက်ရောက်ရှိနေတန်ကိုရုတ်တရက်ကြားလိုက်ရသည်ကျန်းချူကျွမ်းရေချိုးကန်းထဲသို့ဝင်လာချိန်၌သူမသည်မတိမတာလက်ထွက်ရန်စူးစမ်းခဲ့တော်လဲကန်ဆိုးစွာဖြင့်သူမကရေချိုးပစ္စည်းအိမ်မှာကျန်းပြင်ပေါ်သို့ထပ်မံပြုတ်ကျသွားခဲ့လေသည်မင်းကလေးကဘသူမှမရှိတော့လူမာပြီးအမျိုးသားရေချိုးကန်းထဲခိုးဝင်ကရေချိုးနေခဲ့တယ်ဒါပေမဲ့ရေချိုးလို့မှမဝက်သေးဘူးတယောက်ယောက်အထဲဝင်လာခဲ့တာပေါ့သူအလုံးရှုံနေတော့မင်းကလေးကဘသူမှမရိပ်မိအောင်အသားလေးခိုးထွက်ဖို့စူးစမ်းပေမဲ့အလောတကြီးထွက်ပြေးရင်းနဲ့သူ့ရဲ့ရေချိုးပစ္စည်းအိတ်ကိုအမှတ်မထင်ချန်ထားခဲ့မိတယ်အဲ့ဒီအချိန်မှာပဲအပြင်ကနေတခြားမျိုးသားတွေထက်ဝင်လာတဲ့အတန်ကိုကြားလိုက်ရလို့ချန်ကျွမ်းကစူလိုက်ကိုရေချိုးကန်းတစ်ခုတည်းဆွဲသွင်းလိုက်ရတယ်ဒီလိုနဲ့သူတို့နှစ်ယောက်ဟာအကန်ချင်းချင်းလေးရဲမှာအတူတူပိတ်မိသွားပြီးတယောက်မျက်နှာတယောက်ကြည့်ကအနေရခက်နေကြတာပေါ့တခါမှရေးစားမထားဘူးတဲ့ကပ္ပတိန်ကျန်းအတွက်တော့ဒါဟာချိန်မပါကောက်ကွေးမတက်ရှက်ဖို့ကောင်းလုံးတဲ့အခြေအနေတစ်ခုဖြစ်နေခဲ့တယ်တစ်ဖက်မှာလည်း
အပြင်မှာကင်းဆောင်ပေးနေတဲ့လှုပ်ဖော်ကိုင်ဖက်ကတော့ဝမ်ရှော့လို့တွားဖြစ်ရှင်းနေရကနေအခုမှပြန်ရောက်လာတဲ့ရေချိုးကန်းထဲကနေအမျိုးသားတယောက်ထွက်လာတာကိုမြင်တော့သူကြောင့်အန်းသွားခဲ့ရတာပေါ့အဲ့ဒီနောက်ကျန်းချန်ကျွန်းကစူလိုက်အတွက်အဝိစားတန်တန်တဆုံပစ်ပေးလိုက်ပြီးတဲ့နောက်စူလိုက်လည်းအပြင်ကိုထွက်လာခဲ့တဲ့လှုပ်ဖော်ကိုင်ဖက်ဖြစ်သူကစူလိုက်စိတ်ဆိုးသွားမှစိုးရိမ်ပြီးသူဘိုင်းနာလို့ခဏထွက်သွားမိတာပါဆိုပြီးအလောတက်ကြီးရှင်းပြရှာတယ်ဒါပေမဲ့သူထင်ထားသလိုစိတ်ဆိုးမဲ့အစားစူလိုက်ကပျော်တောင်ပျော်နေုံရတယ်မကြခင်မှာပဲစူလိုက်မီတက်စခန်းမှာတွားရောက်ရိုက်ကူးခဲ့တဲ့အထူးစီစဉ်ဟာကုမ္ပဏီရဲ့အရွေးချယ်ခံလိုက်ရပြီးအင်တာနက်ပေါ်မှာရေပန်းစားဆုံးသတင်းရှင်လေးဗီရဲ့တောင်းဖြစ်သွားခဲ့တဲ့မီတက်သမားတွေလည်းအဲ့ဒီသတင်းကိုမြင်တော့သူမပေါ်ထားတဲ့အမြင်တွေစတင်ပြောင်းလဲလာကြတာပေါ့ဒါပေမဲ့စူလိုက်ကကျန်းချန်ကျွမ်းစီဖုံးဆက်ဖို့စ조사တဲ့အခါမှာတော့သူလူတွင်းနှုတ်ဆက်ပွဲတွားနေတယ်ဆိုတာကိုတိလိုက်ရလို့ဒေါသတကြီးနဲ့အချိန်ပြင်းပြင်းမောင်းနှင်ကမီတက်စခန်းကိုတက်မောင်းလာခဲ့တော့တယ်ပြီးတော့ကျန်းချန်ကျွမ်းရဲ့လမ်းကိုရဲရဲဝမ်းဝမ်းပိတ်ရက်ပြီးသူနဲ့တွဲကျင်တလားလို့ပြက်ပြက်သားသားပဲမေးလိုက်တယ်သူမရဲ့တီကြီးပြက်သားတဲ့မျက်နှာကိုမြင်တော့ကျန်းချန်ကျွမ်းတယောက်ချက်ချင်းပဲစိတ်လှုပ်ရှားပြီးအမူအရာပြက်သွားခဲ့ရတယ်သူ့နှလုံးသားထဲမှာအချက်ပေးကောင်းလောင်းတန်တွေဆူညံသွားပြီးပြပြတလဲနဲ့အဲ့ဒီနေရာကနေထွက်ပြေးဖို့စ조사ပါတော့တယ်ဒါပေမဲ့စူလိုက်ကဆွဲမလျှော့ပဲသူ့ကိုလန့်ခေါ်ပြီးသူမရဲ့ခံစားချက်တွေကိုဖွင့်ပြောခဲ့ပေမဲ့နောက်တစ်ချိန်ထပ်ပြီးညှင်းပယ်ခြင်းခံလိုက်ရပြန်တယ်အဲ့ဒီနေ့မှာပဲသူတို့အဖွဲ့ဟာအသေးကွဲပြီးအဆောက်အုံပေါ်ကနေခုံချဖို့စ조사တဲ့မိန်းကလေးတယောက်ကိုတွားရောက်ကယ်ဆယ်ခဲ့ကြရတယ်အဲ့ဒီကိစ္စကြောင့်အဖွဲ့သားတွေကစူလိုက်တယောက်ကပတ်ရင်ရဲ့ညှင်းပယ်တာကိုလူပုံလဲမှာခံလိုက်ရတာမို့စိတ်ထိခိုက်ပြီးအစွန်းရောက်တာတစ်ခုခုလုံးမိမလားဆိုပြီးအတင်းတုပ်ကြတော့တယ်ဒါကကျန်းချန်ကျွန်းကိုစိတ်ပူသွားစေခဲ့တယ်မနေနိုင်မထိုင်နိုင်ပဲစာပို့ဖို့လုပ်ပေမဲ့အကြာကြီးတုံဆိုင်နေပြီးမှပြန်ဖြတ်ပစ်လိုက်ပြန်တယ်ဒါပေမဲ့သူမတိလိုက်တာကတော့အဲ့ဒီအချိန်မှာစူလိုက်တယောက်တကယ်ပဲအနေနဲ့ရင်ဆိုင်နေရပြီဆိုတာပါပဲအမျိုးသမီးတဦးဒီကုမ္ပဏီဝန်ထမ်းတဦးဖြစ်ရုပ်ဖြက်ကမတင်ကားစရာလုပ်ရများရှိနေသည်ဓာတုဗေဒစက်ရုံတစ်ခုရဲ့သို့ခိုးဝင်ခဲ့သည်သူမသည်စက်ရုံ၏မလျော်ကန်သောလုပ်ငန်းလည်ပတ်မှုအထောက်အထားများကိုတိတ်တဆိတ်ဗီဒီယိုရိုက်ကူးခဲ့သည်လုံလောက်သောအထောက်အထားများရရှိပြီးနောက်စုလိုက်သည်လေကားထင်မှနေတဲ့ဖုံးဆက်တိုင်ကြားခဲ့တော်လဲစက်ရုံလုံးကြုံရင်းနှင့်အလုပ်သမားများကသူမကိုမြင်သွားခဲ့သည်ထို့ကြောင့်သူမသည်ခေါင်းမိုးပေါ်သို့အပြေးလွှားတက်ပြေးခဲ့ရသည်တစ်ချိန်တည်းမှာပင်တန်တားကုန်ထုတ်လုပ်ငန်းခွင်၌အနေရရှိသောဓာတုပစ္စည်းအမြောက်များကိုတရားမဝင်တိုးလောင်ထားပြီးကြီးမားသောဘေးအန္တရာယ်ကြုံတွေ့နိုင်ကြောင်းအများပြည်သူထံမှမိသက်ဌာနသို့သတင်းပေးပို့ချက်တစ်ခုရောက်ရှိလာခဲ့သည်ထွက်ပြေးနေစဉ်အတွင်းစုလိုက်သည်ခြေချော်လဲပြီးခြေထောက်တွင်ဒဏ်ရာရသွားခဲ့ကသုံးဆုံးဖြင့်ဆက်လက်ပြေးနေရသည်ကံကောင်းထောက်မစွာပင်ထိုချိန်၌ရှီချွမ်းနှင့်သူ၏အဖွဲ့ရောက်ရှိလာသည်စုလိုက်ကိုမြင်ချင်းရှီချွမ်းသည်သူမတိုက်ပေါ်ကခုံချရန်ကြံစီနေသည်လားဟုစိုးရိမ်စိတ်ဖြင့်အပေါ်ထက်သို့ချက်ချင်းပြေးတက်သွားခဲ့သည်ရင်းနှီးသောမျက်နှာကိုမြင်လိုက်ရသဖြင့်စုလိုက်သည်သူ၏နောက်ွယ်သို့အမြန်ပုံးလိုက်ပြီးဖြစ်ပျက်နေသောအခြေအနေများကြောင့်ဤကိစ္စမှာထင်သလောက်မယိုရှင်းကြောင်းရှီချွမ်းရိပ်မိသွားသည်သူသည်အလုပ်သမားများကိုချင်းချောက်နိုင်ရန်မိမိယာရုစင်တန်းကိုပြောပြပြီးဤနေရာသို့လာရခြင်းကြောင့်ကိုရှင်းပြခဲ့သည်သို့တော်ထိုသူများကမယုံကြည်ဘဲအလုပ်သမားတို့ကရှီချဝမ်းကိုတုပ်ဖြင့်ရိုက်နှက်ရန်လွှဲလိုက်သည်ကံကောင်းထောက်မစွာဖြင့်သူ၏မိသက်ဦးထုံမှာခိုင်ခန့်သဖြင့်အထီးခိုက်မရှိဘဲရုံရင်ဆန်းခတ်ဖြစ်ပွားခဲ့သည်ရှီချွမ်းသည်တယောက်တည်းဖြင့်လူလေးဦးကိုအကောင်းဆုံးရင်ဆိုင်ကခါချင်းအတွင်းနှိမ့်နှင်းနိုင်ခဲ့သည်သို့တော်တယောက်ကလွတ်သွားပြီးစုလိုက်နောက်သို့လိုက်လျာရှီချွမ်းကသူမကိုကာကွယ်ရန်ထိုရက်ချက်ကိုအစားဝင်ခံခဲ့သည်ထို့နောက်ထိုလူကိုတစ်ချက်တည်းဖြင့်အလဲသိမ့်လိုက်ပြီးသူ၏ဝန်ထမ်းကတ်ကိုကောက်ခိုင်းလိုက်သည်ထိုသူများလည်းသူသည်တကယ်မိသက်သမားတို့ဦးဖြစ်ကြောင်းနောက်ဆုံးတွင်သဘောပေါက်သွားပြီးထိတ်လန့်တကြားထွက်ပြေးသွားကြတော့သည်ရှီချွမ်းသည်စုလိုက်၏ဒဏ်ရာရထားသောခြေထောက်ကိုကြည့်ကဒူးထောက်ပြီးသူ့ကြောပေါ်သို့တက်ရန်အချက်ပြခဲ့သည်စုလိုက်တယောက်အိမ်မက်မက်နေတယ်လို့ခန်းစားလိုက်ရပြီးခုနကကြောက်စိတ်များလည်းကြက်ပြောင်းငက်ပြောက်ပျောက်ကွယ်သွားခဲ့သည်သူမသည်သူနှင့်အတူနှစ်ယောက်တည်းရှိနေသည့်စက္ကန့်တိုင်းကိုတန်မိုးထားနေမိပြီးအီလန်ကီကြီးတစ်ခုလုံးအဆုံးမရှိဆန်တန်းနေပါစေဟုပင်ဆုတောင်းနေမိသည်ရှီချွမ်းအလုပ်ပြီးသွားသောအခါစုလိုင်ကသူ့ကိုအထူးတလဲကျေးဇူးတင်စကားပြောခဲ့တော်လဲသူကသူမကိုစူပူချင်းမောင်းခဲ့သည်သို့တော်သူသည်နှုတ်ချမ်းတော်လဲရင်တွင်းနှုတ်သူအပြင်ပန်းသာမန်တင်းထားသူဖြစ်ကြောင်းသူမသိရှိသဖြင့်သူ၏လေတံကိုစိတ်ထဲမထားခဲ့ပေအိမ်ပြန်ရောက်သည်နှင့်သူမသည်ဘေးကင်းစွာရောက်ရှိကြောင်းသူ့ထံချက်ချင်းစာပို့လိုက်သည်သူမအံ့အားသင့်သွားရသည်မှာရှီချွမ်းကပြန်စာပို့လာခြင်းပင်ဖြစ်သည်စုလိုင်တယောက်အတိုင်းထက်အလွန်ဝမ်းသာအားရဖြစ်ကပျော်လုံးနေကခုံမိလေတော့သည်ချစ်စရာကောင်းတဲ့မိသက်ရဲဘော်တွေဟာကလေးတွေအတွက်တက်ကြွလှရှားတဲ့ဖျော်ဖြေပွဲတစ်ခုတင်ဆက်နေကြပါတယ်ဒါပေမဲ့ပြီးခဲ့တဲ့တစ်ခေါက်ကသူတို့ကိုတေးချောင်းကြံစီမှုကနေကဲတင်ပေးခဲ့တဲ့မိန်းကလေးဟာပရိသတ်ထဲကနေသူတို့ရဲ့ကပတ်ရင်ကိုမျောလွင့်နေတဲ့အကြည့်တွေနဲ့ငေးကြည့်နေတာကိုတော့သူတို့သတိမထားမိကြပါဘူးစူလိုင်းတွဲဖက်အားပေးသူကအခြေအနေတစ်ခုခုမူမမှန်တာကိုရိပ်မိသွားပြီးစူလိုင်းကိုချက်ချင်းပဲသတင်းလမ်းပေးလိုက်ပါတယ်မှန်းထားတဲ့အတိုင်းပဲဖျော်ဖြေပွဲပြီးတာနဲ့အဲ့ဒီမိန်းကလေးဟာကပတ်ရင်ကိုရင်ဖွင့်ဝန်ခံဖို့ချက်ချင်းပဲပြေးထွက်လာပါတော့တယ်တော်သေးတာကစူလိုင်းတယောက်အချိန်မီရောက်လာခဲ့လို့ဒါပဲသူမဟာအချစ်ပြိုင်ပဲရဲ့ရှေ့ကနေချက်ချင်းပဲပိတ်ရက်လိုက်ပါတယ်အဖွဲ့သားတွေကလည်းဘာတွေဆက်ဖြစ်မလဲဆိုပြီးဝိုင်းအောင်ကြည့်နေကြတာပေါ့ရွှေကျွမ်းကတော့ဒီမြင်ကွင်းကြောင့်တကယ်ကိုကြောင်အန်းသွားရပါတယ်သူကဲတင်ခဲ့ဘူးတဲ့မိန်းကလေးနှစ်ယောက်လုံးကသူ့ကိုမှတက်ဆွန့်ပြီးချစ်ခွင့်ပန်ဖို့စူးစမ်းနေကြလိမ့်မယ်လို့သူဘယ်တော့မှမမျှော်လင့်ထားခဲ့ဘူးလေဒါပေမဲ့စူလိုင်ကတော့သူမဟာကူးတို့တန်းမှာတန်းစီဆောင်နေတာ10နှစ်တောင်ရှိပြီဖြစ်ကြောင်းပြောပြီးပြိုင်ဘက်မိန်းကလေးကိုအခွင့်အရေးအနှဲငယ်များတောင်မပေးဘဲဖျက်ပစ်လိုက်ပါတယ်သူမဟာအဲ့ဒီမိန်းကလေးကိုဘေးတစ်ဖက်သို့ဆွဲခေါ်သွားပြီးတခြားသူကိုမချစ်ခင်မိမိကိုယ်ကိုအရင်ချစ်တတ်အောင်တင်ယူပါပြီးတော့ကိုယ့်တက်ကိုအတုံးချပြီးခံစားချက်တွေကိုမကစားပါနဲ့ဆိုပြီးဆုံးမစာပါကျွေးလိုက်ပါသေးတယ်အဲ့ဒီမိန်းကလေးလည်းစိတ်ကောက်ပြီးဒေါသတက်ကြီးနဲ့ထွက်သွားရရှာပါတယ်စူလိုင်ရဲ့အဲ့ဒီစကားကတော်တော်လေးထိရောက်တော့အားပုံရပါတယ်မင်းကဘယ်တော့ကလေးကငါရဲ့အနာဂတ်အိမ်သူတက်ထားဖြစ်သွားတာလဲလို့ရွှေကျွမ်းကရွဲနောက်ပြီးမေးလိုက်ပေမဲ့စူလိုင်ကတော့သူ့ရဲ့တယောမှုကိုဂယူးမဆိုင်ပဲခေါင်းကစံပင်စည်းကွင်းကိုဖြုတ်ပြီးရွှေကျွမ်းရဲ့လက်ကောက်ဝတ်မှာပတ်ပေးလိုက်ပါတယ်နောက်ဆိုတာကိုပဲပြလိုက်ဗမင်းကလေးမှရှင်ခေါင်းရှုပ်အောင်လာမရှုပ်တော့ဘူးလို့သူမကပြောပါတယ်ရွှေကျွမ်းကသူမကိုကလေးကလားဆန်တယ်လို့ပြောပေမဲ့မထင်မှတ်ပဲညှင်းဆန်ခြင်းတော့မပြုခဲ့ပါဘူးသူမပေါ်ထားတဲ့ရွှေကျွမ်းရဲ့သဘောထားပြောင်းလဲကိုတတိထားမိသွားတဲ့စူလိုင်ကတော့အခွင့်ကောင်းကိုလက်လွတ်မခံပဲသူ့နှလုံးသားကိုထပ်ပြီးတိမ့်ပိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါကြောင့်နောက်တစ်နေ့မှာပဲသူတို့ဟာခွေးတင်တန်းကျောင်းမှာမမျှော်လင့်ပဲထပ်မံဆုံတွေ့ကြပြန်ပါတယ်ရွှေကျွမ်းလုံးဝမထင်မှတ်ထားတာကတော့စူလိုင်ဟာတကယ်ကိုထူးချွန်တဲ့ခွေးတင်တန်းဆရာမတူဖြစ်နေတာပါပဲပြီးတော့သူမတင်တန်းပေးနေတဲ့ပင်ကွင်းဇက်ကလေးရဲ့ဆိုးရဲခွေးလေးကသူလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကပျောက်ဆုံးသွားခဲ့တဲ့ဇိုးဤအဲ့ဒီနဲ့တပုံစံနဲ့တူနေပါတယ်စူလိုင်ကဖုံးလာတယ်လို့မျိုးဟန်ဆောင်ပြီးရွှေကျွမ်းကိုပင်ကွင်းလေးကိုခဏလောက်ကြည့်ပေးဖို့အကူအညီတောင်းပါတယ်သူမကြိုတင်စီစဉ်ထားတဲ့အချိန်ကိုက်မှုကြောင့်ရွှေကျွမ်းဟာစူလိုင်ရဲ့ပိုက်ဆံအိတ်ထဲကကျိုးရင်ခက်ခဲကပ်ခဲရဲ့တပ်ပုံကိုမတော်တဆမြင်တွေ့သွားရပါတယ်အဲ့ဒီတော့မှသူသဘောပေါက်သွားတာကစူလိုင်ဟာလွန်ခဲ့တဲ့10နှစ်ကငလင်ဘေးအနေနဲ့တုန်းကသူကဲတင်ခဲ့ဘူးတဲ့ကောင်မလေးဖြစ်နေတာကိုပါပဲ
ဆူလိုင်ကသူ့ရဲ့အင်ဂျီလက်စကိုကြောက်ကြောက်ရွံ့ရွံ့လေးနဲ့ဆွဲကင်လိုက်ပါတယ်ဒီခိုက်တန့်ကိုသူမစောင့်မျှော်ခဲ့ရတာတကယ်ကိုကြာလာပါပြီရွှေကျွန်းတယောက်သူတခါကပေါ်ပေါ်ပါပါပေးခဲ့ဘူးတဲ့ဂတိစကားတစ်ခုကိုအဲ့ဒီမိန်းကလေးက30စုနှစ်တစ်ခုလုံးစိတ်ထဲမှာဆွဲမြဲမှတ်ထားလိမ့်မယ်လို့ဘယ်တော့မှမတွေးမိခဲ့ပါဘူးသူကဒါဟာနားလည်မှုလွဲတာဖြစ်ကြောင်းချက်ချင်းပဲရှင်းပြပါတယ်သူအဲ့ဒီ30နှစ်သက်တမ်းဂတိကိုပေးခဲ့တာဟာငလင်းကြောင်ရရှိခဲ့တဲ့စိတ်တန်ရာတွေကိုကြော်လွှားနိုင်ပါစေတော့ဆိုတဲ့ရည်ရွယ်ချက်တခုတည်းကြောင့်သာဖြစ်ပြီးသူမကသူ့ကိုတကယ်လာရှာလိမ့်မယ်လို့မထင်ထားခဲ့ပါဘူးဆူလိုင်ရဲ့တကြော့ပြန်အချစ်ဝင်ခံမှုကိုရင်ဆိုင်ရချိန်မှာတော့ရွှေကျွန်းကသူမရဲ့ခံစားချက်တွေဟာတန်ရောစင်တွေတာယုံတက်တာဖြစ်တယ်လို့ပြောပြီးနောက်တစ်ချိန်ရရဆက်ဆက်ပဲညှင်းပယ်လိုက်ပြန်ပါတယ်ဒါပေမဲ့တင်းငိမ့်နေရဲ့မျက်နှာပြင်အောက်မှာတော့သူ့ရဲ့စိတ်တွေဟာလုံးဝမလောက်ခတ်ပဲမနေပါဘူးမဟုတ်ရင်အတင်းဖော်တယောက်ကသူ့အင်ဂျီလက်စကိုလာဆွဲယုံတရှိသေးတာကိုသူဘာလို့ဒီလောက်တောင်ချက်ချင်းစိတ်ဆိုးတော့ထွက်သွားရမှာလဲဗျာမိသက်စခန်းတို့အရေးပေါ်ကယ်ဆယ်ရေးဖုန်းတကြောင်ဝင်လာတဲ့ဖြင့်မိသက်တပ်ဖွဲ့ဝင်များချက်ချင်းထွက်ခွာခဲ့ကြသည်တိုးတော့အခင်းဖြစ်ပွားရာနေရာအနီးတို့ရောက်ခါနီးတွင်ကိုပိုင်ကားများကမိသက်ကားလမ်းကိုပိတ်ဆို့ထားသည့်ပြင်ကားပိုင်ရှင်များကိုလည်းဆက်သွယ်လေမရခဲ့ပေအခြားရွေးချယ်စရာမရှိတော့တဲ့ဖြင့်ကျင်းချီချွမ်းသည့်ထိုကားများကိုတိုက်ဖယ်ပြီးရှေ့ဆက်ရန်ဆုံးဖြတ်လိုက်သည့်တစ်ဖက်တွင်လည်းသတင်းထောက်ဖြစ်လောက်ကိုင်နေသောစူးလိုက်သည့်ဤသတင်းကိုကြားချင်းအခင်းဖြစ်ပွားရာနေရာသို့အပြေးလွှားရောက်ရှိလာဗျတိုက်ရိုက်ထုတ်လွှင့်မှုစတင်ခဲ့သည်မကြာမီမှာပင်မိသက်သမားများသည်ပိတ်မိနေသူအလုံးကိုအောင်မြင်စွာကယ်ဆယ်နိုင်ခဲ့သည်စူးလိုက်တယောက်ကျင်းချီချွမ်းကဂတ်အိုးတစ်လုံးကိုပွေ့ချပြီးထွက်လာသည်ကိုမြင်လိုက်ရသည့်အခါရင်တမမဖြစ်သွားခဲ့ရသည်ကံကောင်းထောက်မစွာဖြင့်မိကိုအောင်မြင်စွာငြိမ့်သက်နိုင်ခဲ့သည်အားလုံးကတပြင်းချနိုင်ကရှိတဲ့အသက်ကြီးကြီးအမျိုးသမီးတဦးငိုယိုပြီးပြေးဝင်လာကသူမိသားဖြစ်သူအပေါ်ထက်တွင်ကြံနေသေးကြောင်းအော်ဟစ်ပြောဆိုခဲ့သည်ကျင်းချီချွမ်းသည်တွန့်ဆုတ်မနေပဲသူ၏အဖွဲ့ကိုဥဆောင်ကတောက်လောင်နေတဲ့အဆောက်အုံထဲသို့ချက်ချင်းပြန်ဝင်သွားခဲ့သည်စူးလိုက်သည်ထိုမျိုးသမီးကြီးထံမှသူမိသားမှအပြင်ထွက်ခဲ့ပြီးယခုအခါကိုလေးချိန်ပေါင်း200ကျော်ရှိကြောင်းသိလိုက်ရသည်အသေးချာရှာဖွေပြီးနောက်ဗီဒီယိုတစ်ခုထဲတွင်ပုံနေသောထိုမျိုးသမီးသားကိုနောက်ဆုံးတွင်ရှာတွေ့ခဲ့ကြသည်နင်းတို့ဘေးလွတ်ရာသို့ရွှေ့ပြောင်းရန်ပြင်ဆင်နေစဉ်ကျင်းချီချွမ်းကအခြားသူများကိုထိုလူအားအရင်ဆုံးမှတင်သွားရန်အမိန့်ပေးခဲ့ပြီးသူကိုယ်တိုင်ကမူကြန့်ရှိနေနိုင်သည့်ပိတ်မိသူများရှိမရှိဆက်လက်စစ်ဆေးရန်နောက်ချန်နေခဲ့သည်တိုးတော်မိကပုံမပြင်းထန်လာပြီးနောက်ဆက်တွဲပောက်ကွဲမှုများလည်းတစ်ချက်ဖြစ်ပွားနေသဖြင့်အခြေအနေမှာအလွန်အန္တရာယ်များလာခဲ့သည်ပောက်ကွဲမှုတစ်ခုအတွင်းဗီဒီယိုတစ်ခုလဲကျလာပြီးကျင်းချီချွမ်းကိုဖိထားခဲ့သည်သူအသေးအတန်ရုန်းကန်ခဲ့တော်လဲဘေးပတ်ဝန်းကျင်ရှိအောက်စီချင်းအင်မာကုန်ခါနီးနေပြီဖြစ်သည်တစ်ချိန်တည်းမှာပင်အပြင်ကစူးလိုက်သည်တခုခုမားရွေးနေပြီဟုရင်းထဲတွင်မကောင်းသောအတိတစ်ခုဝင်လာခဲ့သည်သူမသည်အနီးနားရှိကားတစ်စီးပေါ်မှကယ်ဆယ်ရေးပစ္စည်းများကိုမြင်လိုက်ရသဖြင့်စိတ်လိုက်မှန်ပါဆုံးဖြတ်ချက်တစ်ခုချလိုက်တော့သည်ကျင်းချီချွမ်း၏အောက်ဆီဂျင်ကုန်လုံးနီးပါးဖြစ်ပြီးတတိလလူဆဲဆဲအချိန်တွင်အောက်ဆီဂျင်မျက်နှာဖုံးတစ်ခုကသူ့မျက်နှာပေါ်သို့ရုတ်တရက်ရောက်ရှိလာသည်ဝေဝါးနေသောတတိကြားမှစူးလိုက်၏အတန်ကိုသူကြားလိုက်ရသည်မင်းမအိမ်မက်မဟုတ်ပဲထိုစွတ်တရုတ်ကောင်မလေးကသူ့ကိုကယ်တင်ရန်တကယ်ပင်တိုးဝင်လာခဲ့ခြင်းဖြစ်သည်သူချက်ချင်းတတိပြန်လဲလာပြီးခန္ဓာကိုယ်ထဲတွင်ခွန်အားများပြန်ပြေးလာခဲ့သည်မင်းတို့နှစ်ဦးသည်တဦးကိုတဦးတွဲကူရင်းအပြင်ဘက်ရှိဝိုင်ရန်ဒါစီသို့ပြေးထွက်ခဲ့ကြသည်မိသက်ဖွဲ့ကလည်းမင်းတို့အတွက်ဝေဟင်ကယ်ဆယ်ရေးလေကားကိုပြင်ဆင်ပေးထားပြီးဖြစ်သည်တိုးတော်မင်းတို့လေကားပေါ်သို့အောင်မြင်စွာတက်မိကရှိသေးနောက်ထပ်ပြင်းထန်သောပောက်ကွဲမှုတစ်ခုအခန်းထဲတွင်ထပ်မံဖြစ်ပွားခဲ့သည်ကျင်းချီချွမ်းသည်တစ်စက္ကန့်မျှပင်တွန့်ဆုတ်မနေပဲစူးလိုက်ကိုသူ၏ရင်ခွင်ထဲသို့တင်းကျပ်စွာဆွဲသွင်းပြီးမိမိခန္ဓာကိုယ်ဖြင့်ကာကွယ်ပေးခဲ့သည်အရာအလုံးပြန်လည်ငြိမ်သက်သွားပြီးနောက်တင်မင်းနမန်အနေနဲ့မှတီတီလေးလွတ်မြောက်လာခဲ့ကြသည်မင်းတို့နှစ်ဦးသည်ဝေဟင်ထက်တွင်တဦးကိုတဦးတင်းကျပ်စွာဖတ်ထားမိကြသည်လူတိုင်းကိုဘေးကင်းစွာကယ်ဆယ်နိုင်ခဲ့တော်လဲမိသက်ဖွဲ့ကစခန်းသို့ပြန်ရန်ပစ္စည်းများတင်ဆက်နေစဉ်တွင်မှလမ်းပိတ်ထားသည့်ထိုကား၏ပိုင်ရှင်ကရောက်ရှိလာခဲ့တော်သည်မခမန်းပိုင်ရှင်ကကားကိုမိသက်ကားလမ်းမှာရန်ကားပြီးရထားခဲ့တာပါဒါတောင်မှသူ့ကားထိခိုက်သွားတာကိုမိသက်သမားတွေကြောင့်ဆိုပြီးဒေါသထွက်ရန်တွေ့နေပါသေးတယ်ကျင်းကျွမ်းကအခြေအနေကိုစိတ်ရှိလက်ရှိရှင်းပြပေမဲ့ထိုလူကလုံးဝနားမထောင်ပဲတန်ရာပြင်းပြင်းထန်ထန်ရထားပြီးသားဖြစ်တဲ့ကျင်းကျွမ်းကိုတွန်းထုတ်လိုက်ပါတယ်မိသက်သမားတွေကပြန်မချပဲတီးခံမှာကိုအကွက်ကောင်းယူပြီးကပတ်ရင်ချင်းကိုထပ်မံတွန်းထိုးကဆဲဆိုချင်းမောင်းနေခဲ့တာပါသူ့ကားကိုရှော့ချပေးမှတွားခွင့်ပြုမယ်လို့လည်းချင်းချောက်နေခဲ့ပါတယ်ဒါကိုစူလိုင်ကကြည့်မနေနိုင်တော့ပဲထိုလူကိုခြေထောက်နဲ့တိုက်ရိုက်ကန်ထည့်လိုက်ပါတယ်ထိုလူကဒေါသတကြီးပြန်ရိုက်ဖို့စူးစမ်းပေမဲ့ချွမ်းကစူလိုင်ကိုသူ့ရင်ခွင်ထဲဆွဲသွင်းကအကာအကွယ်ပေးခဲ့တာကြောင့်နောက်ကျောကိုထပ်မံရပြင်းထန်သောထိုးနှက်ချက်တစ်ခုခံလိုက်ရပါတယ်စူလိုင်ကတက်တရအောင်ဗီဒီယိုရိုက်ထားဖို့လှုပ်ဖော်ကိုင်ဖက်ကိုအချက်ပြလိုက်ပြီးထိုလူကိုမိဘေးလုံခြုံရေးဥပဒေတွေအကြောင်းရှင်းပြလိုက်ပါတယ်ထိုလူလည်းမတရားလုပ်ထားမှန်းသိသွားပြီးရဲဖမ်းခံရမှာကြောက်တာကြောင့်စိတ်ပြက်လက်ပြက်နဲ့လက်ထွက်သွားခဲ့ရပါတယ်ဒီဖြစ်ရပြီးမှတော့စူလိုင်ဟာကျင်းကျွမ်းပေါ်ဘလောက်ထိအလေးနဲ့ထားတယ်ဆိုတာအားလုံးမြင်တွေ့လိုက်ရတာကြောင့်အဖွဲ့ဝင်ကြီးကိုတွေကသူမကိုချက်ချင်းပဲမိသားစုဝင်ဖြစ်လက်ခံလိုက်ကြပါတယ်အတင်းဖော်တွေကထိုးစုံတွဲလေးကိုနှစ်ယောက်တည်းတီးတန့်ချိန်ရအောင်ကူညီဖယ်ပေးခဲ့ကြပါတယ်ကျင်းကျွမ်းကတော့မီးလောင်တန်ရာရသွားမှဆိုလို့သူ့ကိုကယ်ဖို့မိတဲ့ပြေးဝင်လာခဲ့တဲ့စူလိုင်ကိုစူပူနေခဲ့ပါတယ်စူလိုင်မှာကယ်ဆယ်ရေးတင်နှန်းဆင်းထားတာမှန်ပေမဲ့သူမချစ်ရတဲ့သူရှိမှာတော့လိမ္မာပါနဲ့စွာနဲ့အမားလုံးမိကြောင်ဝင်ခံခဲ့ပါတယ်ကဘာပြက်သွားတာကိုကျမလိုချင်ပါဘူးရှင်နဲ့ထပ်မတွေ့ရတော့မှာကိုပဲကျမစိုးရိမ်မိတာပါရှင်ငါ့ကိုစိုးရိမ်နေတာမလားရှင်စိုးရိမ်နေတာမလားစိန်ကျွမ်းရှင်ငါ့ကိုဂယူးဆိုင်နေတာပဲကျင်းကျွမ်းဟာသူ့ညီကိုရဲ့စွန့်ပစ်ခြင်းကိုရရဆက်ဆက်ခံလိုက်ရပြီးစူလိုင်ကတော့သူ့နောက်ကိုအရေးလိုကပ်ပါသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာအနီးနားမှာစောင့်ကြည့်နေတဲ့ဝန်ကျုံဟာသူတို့နှစ်ယောက်ထိတွေ့ဆက်ဆံနေတာကိုမြင်ပြီးစိတ်မသက်မသာဖြစ်နေခဲ့ပါတယ်အထူးသဖြင့်ကျင်းကျွမ်းဟာစူလိုင်တစ်ဆက်နှလုံးလုံးနဲ့တက်ဆွဲလန်းခဲ့ရတဲ့အမျိုးသားဆိုတာသိလိုက်ရတဲ့အခါမှာပေါ့သူကစူလိုင်ကိုစိတ်လှုပ်ရှားစွာနဲ့ရင်ဖွင့်ဖို့စူးစမ်းခဲ့ပေမဲ့မပြောရသေးခင်မှာပဲအနောက်ရှက်ဖြစ်သွားခဲ့ပါတယ်စူလိုင်ကချွမ်းနောက်ကိုလိုက်သွားပေမဲ့ချွမ်းကထောက်တနေရမှာအမျိုးသမီးဆရာဝန်တယောက်နဲ့စကားပြောနေတာကိုတွေ့လိုက်ရပါတယ်စူလိုင်လည်းပုံကြည့်ရင်သူတို့နှစ်ယောက်ဘာပတ်သက်မှုရှိလဲဆိုတာတန်တရားဝင်နေခဲ့ပါတယ်ကျင်းကျွမ်းကခွင့်လွှတ်ဖို့တောင်းပန်နေပေမဲ့ဆရာဝန်မလေးကတော့သူ့ကိုဘယ်တော့မှခွင့်မလွှတ်နိုင်ဘူးလို့အေးဆက်စွာညှင်းဆန်ခဲ့ပါတယ်ဆေးထိုးပြီးတဲ့နောက်ကျင်းကျွမ်းရဲ့ပခုံးတွေပေါ်ထွက်လာပြီးသူ့ကြောပြင်ပေါ်ကများပြားလာတဲ့အမာရွတ်တွေကိုမြင်လိုက်ရတဲ့အခါစူလိုင်တယောက်ရင်ခွဲမတက်ငိုကြွေးခဲ့ရပါတယ်တစ်ဖက်မှာတော့အိုဝင်ကျုံကအတိတ်တုန်းကစူလိုင်ကိုမလိုက်ခဲ့မိတာကိုနောင်တရပြီးအရက်ကိုအလွန်ကြုံတောက်နေခဲ့ပါတယ်ငလင်းလုံတုန်းကစူလိုင်ကိုကယ်ခဲ့တာတာငါဖြစ်ခဲ့ရင်အခြေအနေတွေပြောင်းလဲသွားမလားလို့တွေးနေခဲ့ရင်ကံကြမ္မာကတော့အစီအစဉ်တစ်ခုပြုလုပ်ထားပြီးသားပါစူလိုင်ကကျင်းကျွမ်းကိုမျက်မျက်နှိုးနှိုးချစ်မိသွားခဲ့ပါပြီအိုဝင်ကျုံအတွက်တော့အရာအလုံးကိုဆုံးရှုံးခံနိုင်ပေမဲ့စူလိုင်ကိုတော့မဆုံးရှုံးနိုင်ပါဘူးဘယ်သူမှသူ့စီကစူလိုင်ကိုလူယူသွားတာကိုသူလုံးဝခွင့်ပြုမှာမဟုတ်ပါဘူး
ကောင်မလေးကလေ့ကျင့်ရေးကွင်းထဲကိုအတွင်းဝတ်လေးနဲ့တင်ပေါ်လာခဲ့တာမလို့ကပတ်ရင်တယောက်လုံးဝကိုစွန့်အံ့နာသွားခဲ့ရပါတယ်ဒါပေမဲ့ချက်ချင်းပဲအတိပြန်ဝင်လာပြီးကျင်းကျွမ်းဟာသူ့ရဲ့ဂျာကင်အင်ဂျီကိုမဆိုင်မတော့ရှုခနဲချုပ်ကဆူလိုင်ကိုခြုံပေးလိုက်ပါတယ်သူ့ပုံစံလှုပ်လှုပ်ရှားရှားဖြစ်နေတာကိုမြင်တော့ဆူလိုင်ကမဆပဲမနေနိုင်ပဲဖြစ်သွားပြီးသူမအတွက်စိုးရိမ်နေတာလားဆိုပြီးဆနှောက်လိုက်ပါတယ်ကျင်းကျွမ်းကတော့ဘာမှမခံပါဘူးစခန်းမှုတယောက်အနေနဲ့အဖွဲ့ဝင်တိုင်းရဲ့ဒုက္ခကိုပြုဆိုင်ရတာပါဆိုပြီးစင်ကြေပေးလိုက်ပါတယ်ဆူလိုင်ကတော့သူ့ရဲ့ညှင်းဆန်မှုကိုအကွက်မြင်ပြီးသားပါတဝင်းတို့ရင်လဲတဝင်းတို့တဲ့ပေါ့ဝမခံခြင်းဘူးရှက်ရွံ့သွားတဲ့ကျင်းကျွမ်းကလက်ထွက်သွားဖို့လုပ်ပေမဲ့ဆူလိုင်ကသူ့လက်မောင်းကိုဆွဲပြီးတားလိုက်ပါတယ်ဂျာကင်အင်ဂျီပြန်ပေးရင်သူမကသူ့နားကိုပုတ်တိပုတ်တက်တိုးကတ်သွားခဲ့ရာသူမရဲ့ခနာကိုမွေးရနှံ့ကိုပါတင်းပြန့်စွာရရှိလိုက်ရပါတယ်ဆူလိုင်ကပိုပြီးစနှောက်ချင်တာနဲ့သူ့အင်ဂျီကော်လာကိုပရိယေပါဆွဲယူပြီးသူ့ဘက်ကိုဆွဲကပ်လိုက်ပါတယ်ဘဝမှာတစ်ခါမျှချစ်သူမရဘူးတဲ့ဒီမျိုးသားကြီးမှာတော့နေရာမှာတင်ကြောက်ရွံ့လို့တောင်းတင်းသွားခဲ့ရပါတယ်အဲ့ဒီညနေပိုင်းမှာတော့ကျင်းကျွမ်းဟာအိယာထဲမှာလက်ပတ်ပြီးမအိပ်နိုင်ပဲဖြစ်နေခဲ့ပါတယ်သူ့ကောင်းထဲမှာဆူလိုင်ချောင်းတွေကြီးစိုးမိုးနေခဲ့တာပါနောက်တစ်နေ့လေ့ကျင့်ရေးဆင်းချိန်မှာတော့သူ့မျက်လုံးတွေကသူမစီကိုပဲခဏရောက်သွားခဲ့ပါတယ်လေ့ကျင့်ရေးပြီးတဲ့အခါစိတ်ထဲမှာအကြီးကျယ်တွေးဟဖြစ်ပြီးနောက်မှထွက်သွားခြင်းရောင်ဆောင်နေတဲ့ဆူလိုင်ကိုကျင်းကျွမ်းကခေါ်လိုက်ပါတယ်ဒီနေ့မှာအလုပ်ကိစ္စတချို့ဆွေးနွေးခြင်းတယ်လို့ပြောလိုက်တာပါကျင်းကျွမ်းကအစည်းအဝေးခန်းကိုစောစောရောက်နေခဲ့ပြီးသူမနဲ့နီနီနာနာထိုင်ခြင်းတဲ့အတွက်သူ့ဘေးကကူလားထိုင်ကိုပင်အတင်းဆွဲထုတ်ထားပေးခဲ့ပါတယ်ဆူလိုင်ကလည်းသူ့ရဲ့ပရိယေလေးကိုမရိပ်မိခြင်းရောင်ဆောင်ပေးခဲ့ပါတယ်နှစ်ယောက်စလုံးတီတီကြီးပုံစံဖမ်းရင်အလုပ်လုပ်ကြပါတယ်ဒါပေမဲ့အလို့အကြောင်းဆွေးနွေးနေတော့မှပဲအပြင်မှာရုတ်တရက်မိုးကြိုးတွေပစ်ချလိုက်ပါတယ်ထိတ်လန့်သွားတဲ့ဆူလိုင်ဟာကျင်းကျွမ်းရဲ့ရင်ခွင်ထဲကိုချက်ချင်းပြေးဝင်သွားခဲ့ပါတယ်လွန်ခဲ့တဲ့နှစ်တွေကငလျင်လုတ်ပြီးတဲ့ကသူမဟာမိုးတက်မုန်တိုင်းကြတဲ့ညတွေကိုအလုံးကြောက်ရွံ့ခဲ့တာပါသူမရဲ့ဒီလိုပုံစံကိုမြင်တော့ကျင်းကျွမ်းမှာရင်ခွဲမတက်ခံစားလိုက်ရပါတယ်အဲ့ဒီနေ့ကစပြီးမိုးရွာတိုင်းဆူလိုင်အတွက်မစိုးရိမ်ပဲမနေနိုင်ဖြစ်ခဲ့ရပါတယ်မြမီအိမ်လေးကိုကင်ပြီးသူမကိုတွားကြည့်ဖို့ပြင်ဆင်မှာပဲမတော်တဆသတင်းတစ်ခုကြားလိုက်ရပါတယ်ရှာဖွေကယ်ဆယ်ရေးကွင်းနှစ်ကောင်ပျောက်ဆုံးသွားပြီးဆူလိုင်ကတောင်နောက်ဘက်ကိုတွားရှာရင်အခုထိပြမရောက်သေးဘူးဆိုတာပါပဲစိုးရိမ်ကြီးဖြစ်သွားတဲ့ကျင်းကျွမ်းဟာသူမကိုရှာဖို့အပြေးလွှားထွက်သွားခဲ့ပါတယ်တစ်ဖက်မှာလည်းဆူလိုင်မှာတကယ်ပဲအနေရကြုံနေရတာပါခွေးတွေကိုပဲအာယုံဆိုင်ရှာနေရင်ခြေထောက်အောက်ကအနေရကိုသတိမထားမိပဲခြေကြော်က6ထဲပြုတ်ကျသွားခဲ့ပါတယ်ခြေထောက်ကစူးစူးဝါးဝါးနာကျင်သွားပြလှုပ်လို့မရတော့ပါဘူးပိုဆိုးတာကကောင်းကင်မှာမိုးကြိုးတွေဆက်တိုက်ပစ္စည်းနေတာကြောင့်ဆူလိုင်လည်းကြောက်လန့်တကြားနားနှစ်ဖက်ကိုအုပ်ထားခဲ့ရပါတယ်ကံကောင်းစွာနဲ့ပဲပန်အန်ရဲ့လမ်းညွှန်မှုကြောင့်ကျင်းကျွမ်းကသူမကိုအမြန်ဆုံးရှာတွေ့သွားခဲ့ပါတယ်သူ့ကိုရုတ်တရက်အရှိမမြင်လိုက်ရတော့ဆူလိုင်ကသူ့ကိုတင်းတင်းကြပ်ကြပ်ဖတ်ထားပြီးလုံးဝမလွတ်တော့ပါဘူးကျင်းကျွမ်းကဒဏ်ရာရထားတဲ့ဆူလိုင်ကိုပွေ့ချီပြီးမိုးခုန်နိုင်မဲ့တဲစခန်းလေးတစ်ခုတွေ့သည့်အထိတောင်းလန်းတိုင်းတဲဆောင်လာခဲ့ပါတယ်အဲ့ဒီရောက်မှပဲမလိုလားအပ်ပဲသူမကိုအသားလေးအောက်ချပေးခဲ့ပါတယ်ပေးကင်းအောင်လို့အဲ့ဒီမှာပဲတင်းရအိပ်ပြီးမှခွေးတွေကိုဆက်ရှာဖို့ဆုံးဖြတ်လိုက်ကြပါတယ်ဆူလိုင်အမောင်ကြောင့်မှဆိုလို့ကျင်းကျွမ်းကသူ့ရဲ့မိသက်သမားသုံးညမီအိမ်လေးကိုပေးလိုက်ပါတယ်ဆူလိုင်ဟာချစ်သူစီကအချစ်လက်ဆောင်ရလိုက်ရတယ်လို့မကွယ်မဝတ်ပဲကလေးတယောက်လိုတန်ရှင်းစင်ကြယ်စွာပြုံးပြော်နေခဲ့ပါတယ်မနေ့ရောက်တော့ကျင်းကျွမ်းကရင်ခွင်ထဲကဆူလိုင်မှာကိုပူချိန်အလုံးမြင့်တက်နေတာကိုသတိပြုမိလိုက်တာကြောင့်အမြန်ဆုံးဆေးရုံကိုချီဆောင်သွားခဲ့ပါတယ်ဒါပေမဲ့ဆူလိုင်ကတော့ရေပွဲတစ်ကောင်လိုသူ့ကိုကတ်တွယ်ထားပြီးဘလို့မှအောက်ကိုဆင်းမပေးခဲ့ပါဘူးဆရာဝန်တော်မှဒီမြင်ကွင်းကိုကြည့်ပြီးဟာသွားခဲ့ရပါတယ်ကျင်းကျွမ်းမှလည်းအကဲမပိုချင်ပဲနဲ့သူမကိုပွေ့ချီထားရင်ရေတာပိုင်းဆူထိုင်လိုက်ရပါတယ်ဆရာဝန်ကလည်းဆူလိုင်မှာဒီလောက် view site ပေးတဲ့ချစ်သူကောင်လေးရှိတာတကယ်ကိုကံကောင်းတာပဲလို့မချီးမွမ်းပဲမနေနိုင်ခဲ့ပါဘူးအမျိုးသားသည်သူတဘောကြနေသောကောင်မလေးကသူ၏ပြိုင်ဘက်၏အစင်းမြင့်စိန်ခံကားပေါ်တွင်ထိုင်နေသည်ကိုမတော်တဆမြင်လိုက်ရသဖြင့်ရင်ထဲတွင်မနာလိုဝန်တိုမှုများချက်ချင်းအရှိန်ဟုန်မငြိမ်တိုးပွားသွားခဲ့သည်ထိုနေ့မနက်ပိုင်းကဆူလိုင်ဒီဆုံးရှိကျွမ်းထန်ဆေးလာဖို့စဉ်အတင်းဖော်များကဆူလိုင်ကြောင့်ရင်ကုန်တလားဟုစနောက်မင်းမြန်းနေသည်ကိုကြားလိုက်ရသည်သို့တော်မာနာကြီးလာသောရှိကျွမ်းကသူတို့သည်လုတ်ဖော်ကိုင်ဖက်မြတာဖြစ်ကြောင်းညင်းဆိုခဲ့သည်ထိုစကားလုံးတိုင်းကိုဆူလိုင်ကြားသွားခဲ့မိဟုသူမထင်မှတ်ခဲ့ပေစိတ်မကောင်းဖြစ်သွားသောဆူလိုင်သည်ဆေးကိုထားခဲ့ကထွက်သွားခဲ့သည်ရှိကျွမ်းကနောက်ကလိုက်သွားခြင်းတော်လဲလူများရှိတွင်သူ၏ခက်အေးခေါင်းဆောင်ပုံရိပ်ကိုမစွန့်လွတ်နိုင်ခဲ့ပေအတင်းဖော်များထွက်သွားမှသာလျှင်သူသည်နောင်တရားစွာဖြင့်မိမိဘာကိုမိမိပြန်ရိုက်ခဲ့မိသည်အမားကိုပြန်ပြင်သည့်အနေဖြင့်သူဒီကန်တင်းတွင်ဆူလိုင်အတွက်ထမင်းကိုစောစီးစွာပြင်ဆင်ပေးထားခဲ့သည်ဆူလိုင်နောက်ကျမှရောက်လာပြီးထမင်းကုန်သွားသည်ကိုတွေ့တော့ခါရှိကျွမ်းကထမင်းပန်းကန်ကိုအမြန်ယူလာပေးခဲ့တော်လဲဆူလိုင်ကလက်မခံခဲ့ပေထိုညတွင်ဗိုက်စာနေသောဆူလိုင်ထံသူငယ်ချင်းဖြစ်သူပိုရန်ဆုံးထမ်းမှဖုံးဝင်လာခဲ့သည်ရန်ဆုံးသည်ဆူလိုင်အတွက်အစားအသောက်များစွာယူဆောင်လာပေးပြီးမေတ္တာပါသောမျက်လုံးများဖြင့်ကြည့်ရှုပေးခဲ့သည်တစ်ဖက်တွင်လည်းဆူလိုင်ဗိုက်စာနေမီကိုစိုးရိမ်သောရှိကျွမ်းသည်ခောက်ဆွဲတဲ့ပန်းကန်ကိုကိုရိုင်းချက်ပြုတ်၍လိုက်ရှာခဲ့သည်သို့သောဆူလိုင်ကိုဗမာမှရှာမတွေ့သဖြင့်ဖိအံကိုလမ်းပြခိုင်းခဲ့ရမှဆူလိုင်သည်သူ၏ပြိုင်ဘက်၏ဇင်ခံကားပေါ်တွင်ထိုင်နေသည်ကိုမြင်လိုက်ရလေသည်ထိုမြင်ကွင်းကိုအထင်လွဲသွားသောရှိကျွမ်းသည်ဆူလိုင်ကိုအတင်းထန်ချက်ချင်းပြန်လာရန်အေးဆက်စွာအမိန့်ပေးခဲ့သည်သို့သောဝေယန်းဆုံးကတားဆီးလိုက်သဖြင့်အမျိုးသားနှစ်ဦးကြားတင်းမာမှုများပုံမြင့်တက်လာခဲ့သည်အခြားအေနေကိုထိမ့်သိမ့်ရန်အတွက်ဆူလိုင်သည်သူငယ်ချင်းဖြစ်သူကိုပြန်လွတ်လိုက်ပြီးရှိကျွမ်းကိုဒေါသအကြီးစိုက်ကြည့်လိုက်သည်အဆောင်တို့ပြန်ရောက်တော့ခါရှိကျွမ်းချက်ပေးထားသည့်ခောက်ဆွဲကိုမြင်လိုက်ရသဖြင့်ဆူလိုင်၏မကျေနပ်မှုများအလုံးပြောက်ွယ်သွားခဲ့သည်သို့တော်ရှိကျွမ်းမှမူဆူလိုင်ကသူ့ကိုရစ်လျူရှုပြီးပြိုင်ဘက်ကိုကာကွယ်ပေးခဲ့သည့်ပုံရိပ်ကိုသာစိတ်ထဲတွင်ထက်ခါစဉ်းစားမိနေသည်ဒေါသနှင့်မကျေနပ်မှုများပောက်ကွဲကဆူလိုင်ပေးထားခဲ့သောဆံပင်စည်းကြိုးကိုအမိုက်ပုံးထဲသို့ပစ်ထည့်လိုက်တော့သည်နောက်တနေ့မိုးလွဲပိုင်းတွင်ရှိကျွမ်းသည်အတင်းဖော်ကသူ၏အခန်းကိုတန်ရှင်းရေးလုပ်ပေးရင်အမိုက်များသွားပစ်လိုက်ကြောင်းသိလိုက်ရသည်သူသည်အမိုက်ပစ်သည့်နေရာသို့အမြန်ပြေးသွားပြီးကမန်းကရန်အလူအဆက်ရှာဖွေတော့သည်အမိုက်အိတ်ပြီးတအိတ်မွေးနောက်ရှာဖွေပြီးတွင်မှဘေးနားတွင်လဲကျနေသောဆံပင်စည်းကြိုးကိုနောက်ဆုံးနာရှာတွေ့သွားခဲ့သည်သူသည်ထိုဆံပင်စည်းကြိုးကိုအဖိုးတန်ရတနာတစ်ခုလိုလက်ထဲတွင်ကြစ်ပါအောင်ဆုပ်ကင်ထားလိုက်သည်ထိုချိန်ထိုနေရာမှာပင်ရှိကျွမ်းသည်သူ၏ခံစားချက်များထံမှထပ်မံထွက်ပြေးတော်မူမဟုတ်ကြောင်းနောက်ဆုံးတွင်ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချလိုက်တော်သည်ဥက္ကဋ္ဌကြီးသည်သူချစ်ရသောကောင်မလေးကိုအခြားသူတယောက်ကနတ်ရှုံနေသည်ကိုကြည့်ရင်ရင်ဘတ်တစ်ခုလုံးကွဲအမတက်နာကျင်ခံစားခဲ့ရသည်ဝေယန်းဆုံးဒီဆူလိုင်ကိုနှစ်ပေါင်း30ကျော်တိုင်းတိတ်တဆိတ်ဆောင်းရှောက်ပေးခဲ့တော်လဲဆူလိုင်သည်သူ့ဘက်သို့တစ်ခါမျှလှည့်ကြည့်မလာခဲ့ပေစဉ်းစားမိလေပိုရက်မကြေမနက်ဖြစ်ရလေမို့သူသည်အရက်ရှိန်ဖြင့်တတိမွေးကဆူလိုင်ထံတွားရောက်ခဲ့သည်သို့တော်သူ၏ပုံမှန်မဟုတ်သောပြုမှုနေထိုင်ပုံများကြောင့်ဆူလိုင်မှာတစ်ခါမျှမကြောက်ဘူးအောင်လမ်းဖြတ်တွားခဲ့ရသည့်အကြောင်းမှာဆူလိုင်သည်သူမိအရင်းနှီးဆုံးသူငယ်ချင်းကသူမကိုချစ်ရေးဆိုလာလိမ့်မည်ဟုအိမ်မက်ထဲတွင်ပင်ထက်မှတ်ဖူးခြင်းမရှိခဲ့သောကြောင့်ဖြစ်သည်
ဆူလိုက်မှာအံအားတင်လုံးလေးဘာလို့ရမှမသိဖြစ်သွားခဲ့ရသည်သူမမမိနေဒီမှာလွန်ခဲ့သော10နှစ်ကငလင်လှုပ်စဉ်ဆုံရှိကျွမ်းကအပြက်စီးများကြားမှသူမကိုကဲထုတ်ပေးခဲ့ခြင်းဖြစ်သည်တိုးတော်သူမမသိခဲ့ဒီမှာထိုးစင်းကလူတိုင်းဘေးလွတ်ရာသို့ထွက်ပြေးနေကြချိန်တွင်သူမစီတို့ရောက်အောင်လူအုပ်ကြားထဲမှပြောင်းပြန်တိုးဝေပြေးဝင်လာခဲ့သူအခြားတစ်ယောက်လည်းရှိနေခဲ့ခြင်းဖြစ်သည်ရန်ဆုံးသည်ဆူလိုက်ကိုချစ်ရေးဆိုရန်တင့်တော်မိအခွင့်အရေးကိုစောင့်ဆိုင်နေခဲ့တော်လဲနောက်ဆုံးတွင်သူမသည်ရှိကျွမ်းကိုသာချစ်ကြိုက်သွားခဲ့သည်ကိုမတက်တာပဲထိုင်ကြည့်ခဲ့ရသည်ယခုခါတွင်မူစောစောစီစီဖွင့်မပြောခဲ့မိသည်ကိုနောင်တကြီးစွာရနေမိတော့သည်သူသည်ဆူလိုက်ကိုဖတ်တွေးရန်စူးစမ်းခဲ့တော်လဲဆူလိုက်၏ရိုက်လိုက်သောပါးရိုက်တံကသူ့ကိုလက်တွေကဘာသို့ရုတ်တရက်ပြန်လည်ရောက်ရှိသွားစေခဲ့သည်သူလုံးဝိုင်ဒီမှာခါတိလာသောခန်းစားချက်များကိုမျိုးတိတ်ကလက်ထွက်သွားရန်သာဖြစ်ခဲ့သည်ဆူလိုက်မှမူနောက်တစ်နှစ်မလုံးမလဲဖြစ်မှုများလွှမ်းမိုးနေခဲ့သည်သူမသည်ရန်ဆုံး၏စေတနာနှင့်ကောင်းကွက်များကိုဆက်လက်မခံနိုင်တော့သဖြင့်ရန်ဆုံးစိတ်ငြိမ်သွားသည့်အချိန်ထိအဆက်အသွယ်ခါဖြတ်ထားရန်ဆုံးဖြတ်လိုက်သည်ဆူလိုက်ကိုသူမ၏ဘဝထဲသို့ပြန်လည်ရောက်ရှိစေခြင်းလုံးနှင့်ရန်ဆုံးသည်သူဆူလိုက်ကိုမေ့ပြောက်သွားပြီဟုယုံကြည်သွားစေရန်ရေးစားအတူတယောက်ပင်ငားရမ်းခဲ့သည်သူသည်ထိုချစ်သူတူနှင့်အတူအင်တာဗျူးအစီအစဉ်တစ်ခုတွင်ပါဝင်ခဲ့သည်ထိုစီစဉ်တွင်ပင်ရှိကျွမ်းသည်လည်းထူးချွန်လူငယ်များ၏ကိုယ်စားလှယ်ဖြစ်အင်တာဗျူးဖြေကြားရန်ရောက်ရှိနေခဲ့သည်ရှိကျွမ်းသည်တစ်ခုလုံးကိုမျက်နှာသေးဖြင့်သာထိုင်ကြည့်နေခဲ့ပြီးမြင်တွေ့ခဲ့ရသမျှကိုသဘောမကျပါဖြစ်နေသည်မှာထင်ရှားလာသည်ဆူလိုက်၏လုပ်ဖော်ကိုင်ဖက်များကရန်ဆုံးကိုဆူလိုက်၏စစ်ဆက်ထားသူဟုပြောနေကြသည်ကိုသူကြားဘူးခဲ့သည်ကိုပြန်လည်တတိယသွားသည်ယခုအခါတွင်မူသူတို့နှစ်ဦးကြားတွင်တစ်ခုခုရှိနေသည်ဟုပိုလျပင်ယုံကြည်သွားခဲ့သည်မိသက်စကန်တို့ပြန်ရောက်သောအခါရှိကျွမ်းသည်စိတ်တက်ကြကမိုင်တွေ့နေခဲ့သည်ထိုစီစဉ်ကို TV တွင်လင့်ထုတ်ပြီးအသင်းဖော်များကရန်ဆုံးကိုချီးကျူးပြောဆိုကြသောအခါရှိကျွမ်း၏စိတ်တက်မှာပုံမိုဆိုးရွားသွားခဲ့သည်ထမင်းပင်စားခြင်းစိတ်မရှိတော့ဘဲဖိန်အံအတူဘာလို့ရမှန်းမသိထိုင်နေမိသည်ဆူလိုက်သည်စိတ်ပူသဖြင့်သူ့ထံဖုံးခေါ်ခဲ့တော်လဲမိသူများကိုင်းခြင်းမရှိခဲ့ပေထို့ကြောင့်သူမသည်ခွင့်ယူကမိသက်စကန်တို့တိုက်ရိုက်လိုက်သွားခဲ့သည်ရှိကျွမ်းသည်ဆူလိုက်ကိုမြင်သည်နှင့်လက်ထွက်သွားသဖြင့်ဆူလိုက်လည်းစကြောင်းမသိဘဲအံ့အားတင်သွားခဲ့ရသည်ဆူလိုက်ကဘာကြောင့်ဒီလောက်စိတ်တုန်နေရတာလဲဟုမေးမြန်းကနောက်မှလိုက်သွားခဲ့တော်လဲရှိကျွမ်းကမူစကားတခုမျှမပြောဘဲမျက်နှာသေးဖြင့်သာနေခဲ့သည်ဆူလိုက်မတော်တဆခြေကောက်သွားသည့်အချိန်မှသာရှိကျွမ်းသည်စိုးရိမ်တကြီးဖြင့်သူမထံပြေးလာခဲ့သည်ထိုခွင့်ရေးကိုယူရေးဆူလိုက်ကမေးမြန်းသောအခါရှိကျွမ်းကသူမရန်ဆုံးနှင့်လက်ထပ်တော်မီလားဟုပြန်မေးခဲ့သည်ဆူလိုက်ကမဟုတ်ပါကြောင်းသူတို့သည်သူငယ်ချင်းများသာဖြစ်ကြောင်းရှင်းပြခဲ့မှသာလျှင်ထိုထင်လွဲမှားမှုမှာနောက်ဆုံးတွင်ပြေးလဲသွားခဲ့တော်သည်ဇနီးဖြစ်သူကမိသက်သမားလင်းယောက်ျားဖြစ်သူကိုနောက်ဆုံးတစ်ခေါက်ကြည့်ခွင့်ရဖို့တောင်းဆိုခဲ့တော်လဲဆုံရှိကျွမ်းကခွဲစိတ်ခန်းတကားပြင်ဘက်တွင်တောင်းတကြီးရက်နေခဲ့ပြီးထိုနောက်ဆုံးကြည့်ခွင့်ကိုညှင်းဆန်ခဲ့သည့်ကျန်းချောင်းရင်ခွဲမတက်ငိုကြွေးတံများကလေထုထဲတွင်လွင့်ပြန်သွားခဲ့ပြီးထိုခဏရှိကျွမ်း၏ရင်ထဲတွင်လည်းနှလုံးသားတစ်စီဆုပ်ဖြဲခံလိုက်ရတယ်လို့ခံစားခဲ့ရသည်ရှိကျွမ်းထို့သို့ပြုမှုခဲ့ရသည့်အကြောင်းရင်းမှာတာဝန်ထမ်းဆောင်စဉ်အတွင်းသူ၏ရဲဘော်ရဲဘက်ကသူ့အသက်ကိုကယ်တင်ခဲ့သောကြောင့်ဖြစ်သည်ထို့သို့ကယ်တင်ရင်းဖြင့်ပင်ရဲဘော်ဖြစ်သူမှာမမှတ်မိနိုင်လောက်အောင်မိလောင်တန်ရာများရရှိသွားခဲ့သည်ဇနီးချစ်သူအားသူ၏အကောင်းဆုံးပုံရိပ်ကိုသာမှတ်မိစေခြင်းသောကြောင့်ထိုရဲဘော်၏တေခါနီနောက်ဆုံးဆန္ဒမှာရှိကျွမ်းအားသူမကိုငါရဲ့ဒီလိုပုံစံကိုမမြင်ပါစေနဲ့ဟုတောင်းဆိုခဲ့ခြင်းဖြစ်သည်ခင်ပွန်းဖြစ်သူ၏တေဆုံးမှုနှင့်ရင်ဆိုင်လိုက်ရသောအခါဇနီးဖြစ်သူမှာဆုံးမနိုင်သောအမောင်ထုနှင့်မျောလင်းချက်မဲ့ခြင်းတို့သာကြံရစ်ခဲ့ပြီးဖြစ်ပျက်ခဲ့သမျှကိုဘာတစ်ခုမျှလက်မခံနိုင်တော့ပေသူမရဲ့ရင်ထဲတွင်ရှိကျွမ်းပေါ်မှာလည်းကောင်းခင်ပွန်းဖြစ်သူဖန်းဝိုင်အပေါ်နာလည်းကောင်းနာကြီးချက်များပြည့်နှက်သွားခဲ့သည်ကျန်းချောင်းသည်မိသက်သမားတစ်ယောက်နှင့်လက်ထပ်ခြင်း၏တာဝန်ယူမှုများနှင့်အကျိုးဆက်များကိုတေချာစဉ်းစားနိုင်ရန်အတွက်ဆူလိုက်အားထိုးဆက်ကြောင်းတစ်ခုလုံးကိုပြောပြခဲ့သည်ထို့နောက်ဆုံးရှိကျွမ်းသည်ဖန်းဝိုင်၏မိဘများထံသို့တွားရောက်တွေ့ဆုံခဲ့သည်မိဘများကကျန်းချောင်းသည်စိတ်ထားကောင်းမွန်သောကောင်မလေးတစ်ယောက်ဖြစ်ကြောင်းနားလည်ထားတော်လဲဖန်းဝိုင်ဆုံးပါသွားသည်မှာကြာပြီဖြစ်လေသူမအားအတိတ်ကိုမေ့ပြောက်ပြီးမိသားစုတစ်ခုထူထောင်စေခြင်းကြသည်ဘိုးဝါရေးတာမှထွက်လာပြီးနောက်ရှိကျွမ်းသည်နာကျင်ပွဲရအတိတ်ကင်းစင်သောတတိယမှုများကြတွင်နှိမ့်ညွတ်သွားခဲ့ရသည်ဖန်းဝိုင်၏တေဆုံးမှုကသူ့ပေါ်တွင်အလွန်လေးလံသောဝင်ထုတ်ဝင်ပိုးတစ်ခုအဖြစ်ရှိနေစေဖြစ်သည်မိသက်စကန်တို့ပြန်ရောက်သောအခါမိုးများရွာသွန်းလာခဲ့သည်ရှိကျွမ်းသည်လမ်းပြောင်းနေသလိုတယောက်တည်းမိုးထဲတွင်ရှောက်လန်းနေစဉ်ဆူလိုက်သည်ထီးတစ်ချောင်းကိုကိုင်းဆောင်ကသူ့နောက်ွယ်မှရောက်ရှိလာခဲ့သည်ဆူလိုက်ကရှိကျွမ်းအားအကြောင်းအရာအလုံးကိုသိရှိပြီးဖြစ်ကြောင်းပြောပြခဲ့ပြီးအတိတ်ကိုဆွတ်လွတ်ကမိမိကိုယ်ကိုဒီထက်ပိုရဲ့ရဆက်ဆက်အပြစ်မတင်ပါနဲ့တော့ဟုနှစ်သိမ့်ပေးခဲ့သည်ထို့နောက်ရှိကျွမ်းသည်မိုးရေဆိုးရွှဲနေသောဆူလိုက်ကိုသူ၏အဆောင်သို့ခေါ်ဆောင်လာခဲ့ပြီးလဲလှယ်ရန်သူ၏အဝတ်အစားချို့ကိုပေးခဲ့သည်တိုးတော်သူ၏ဘောင်းဘီမှာဆူလိုက်အတွက်လွန်စွာကြီးမားလွန်းနေသဖြင့်ဝတ်ဆင်ရမရခဲ့ပေအခန်းတကားကိုဖွင့်လိုက်သည့်အချိန်တွင်မူရှိကျွမ်းမှာတော်တော်လေးအံ့အားသင့်သွားခဲ့ရတော့သည်ထိုမျိုးသားသည်ချစ်သူမလေးကိုအိမ်ပြန်ပို့ရန်တွားကြိုစဉ်သူ၏အချစ်ပြိုင်ဘက်ပါထိုနေရာသို့ရောက်ရှိနေသည်ကိုတွေ့လိုက်ရသည်အချစ်ပြိုင်ဘက်နှစ်ယောက်ဆုံကြသည့်အခါဆူရဲသောအကြည့်များဖြင့်စိုက်ကြည့်ကြသည်မှလွဲ၍အခြားမရှိပေဆုံရှိကျွမ်းဒီပြိုင်ဘက်နှင့်လက်ဆွဲနှုတ်ဆက်လိုက်ရာတွင်အပြင်းပန်းအဖြစ်တည်ငြိမ်အေးဆေးနေတော်လဲတကယ်တော့တိတ်တဆိတ်အပြိုင်ဆိုင်စ조사ရင်းဆူလိုက်သည်သူ၏ပိုင်ဆိုင်မှုဖြစ်ကြောင်းပေါ်လွင်အောင်ပြခဲ့သည်ထိုတင်းမာမှုများကိုတတိမမူမိသည်မှာဆူလိုက်တဲ့ရောက်တာဖြစ်ပြီးထွက်သွားစဉ်တွင်ပင်ဝေယန်းဆုံးအာလန်ခီဂယူဆိုင်ရန်မှာကြားခဲ့သည်ထိုပြုမှုကရှိကျွမ်းကိုပိုရမနာလိုဝန်တို့ဖြစ်သွားစေခဲ့သည်ကိုသူမှမသိခဲ့ပေအပြန်လန်းတွင်ရှိကျွမ်းသည်သူ၏ချစ်သူမလေးအားငါပြိုင်ဘက်နဲ့တွေ့တာကိုငါ့ကိုကြုံမပြောဘဲဘာလို့သွားတွေ့ရတာလဲမင်းစီမှာဘာစင်ကြီးရှိလဲဟုဒေါသတကြီးမင်းမြန်းခဲ့သည်ရှိကျွမ်းသည်သူဒေါသထွက်နေကြောင်းဝန်ခံလိုက်ပြီးသူ့အပေါ်မိမြဂယူဆိုင်ကြောင်းမြင်လိုက်ရသည့်အခါဆူလိုက်မှဝမ်းသာသွားခဲ့သည်ထို့ကြောင့်ယခုတစ်ခေါက်ရန်ဆုံးနှင့်တွေ့ဆုံခြင်းမှာအလုပ်ကိစ္စကြောင့်ဖြစ်ကြောင်းသူမကချက်ချင်းရှင်းပြခဲ့သည်မကြသေးမီကဖြစ်ပွားခဲ့သောရင်မတော်တဆမှုကြီးတစ်ခုကိုတရင်ယူစဉ်အတွင်းရန်ဆုံးရင်းနာအီးမြုံနှံထားသည့်ရဲ့အမည်ရှိကုမ္ပဏီတစ်ခုမှထုတ်လုပ်သောကားရည်ကဲတစ်တာများတွင်ပြင်းထန်သောဘေးအန္တရာယ်ဆိုင်ရာစိုးရိမ်ရမှုများရှိနေသည်ကိုသူမတွေ့ရှိခဲ့ရသည်သူငယ်ချင်းဖြစ်သူပါဝင်ပတ်သက်နေမည်ကိုစိုးရိမ်သဖြင့်ထိုကိစ္စအားတွားရောက်မေးမြန်းခဲ့ခြင်းဖြစ်သည်ထိုကိစ္စတွင်ရန်ဆုံးပါဝင်ပတ်သက်မှုမရှိကြောင်းအတည်ပြုနိုင်ခဲ့မှသာဆူလိုက်သည်တပြင်းချနိုင်ခဲ့တော်သည်တိုးတော်မကင်းစင်သောရဲ့ကုမ္ပဏီဥက္ကဋ္ဌဆွန်မာမူချွေးစိမ်းများပြန်လာခဲ့ပြီးဆူလိုက်အားချက်ချင်းတွေ့ဆုံရန်စီစဉ်ခဲ့သည်သူသည်သတင်းထောက်မလေးအားငွေဖြင့်လက်ထိုးရန်စ조사ခဲ့တော်လဲမထင်မှတ်ပဲဆူလိုက်ကပြက်ပြက်သားသားညှင်းဆန်ခဲ့ပြီးအမှန်တရားကိုဖော်ထုတ်ကရှော့ကြေးရထိုက်သောတန်ရာရသူများအတွက်တရားမျှတမှုရှာဖွေပေးမည်ဟုကြေညာခဲ့သည်သူမှမသိခဲ့သည်မှာထိုးကထဆုံဆိုသူသည်ရည်ရွယ်ချက်အတွက်ဆိုလျင်မိသည့်ရုံမှမှုကိုမဆိုလှုပ်ဆောင်ဝမ်းသည့်သူတစ်ယောက်ဖြစ်နေခြင်းပင်ထိုညတွင်ဆူလိုက်အိမ်ပြန်ရောက်သောအခါထိတ်လန့်ဖွယ်ရာမြင်ကွင်းနှင့်ရင်ဆိုင်လိုက်ရသည်သူမတီတကားများနှင့်ပြတင်းပေါက်များကိုစိတ်ရုံမှဖြင့်ဆေးများပပြန်းထားခဲ့ကြသည်ထိတ်လန့်သွားသောဆူလိုက်သည်ရှိကျွမ်းထံချက်ချင်းဖုံးခေါ်ခဲ့တော်လဲအနီးနားရှိစောင့်ကြည့်ကင်မရာများအားလုံးဖျက်ဆီးခံထားရသဖြင့်ရဲတပ်ဖွဲ့ကအုံဝင်သောအချက်လက်များမရရှိခဲ့ပေ
ရှိကျွမ်းသည်စူလိုင်ကိုတယောက်တည်းထားခဲ့ရန်စိတ်မချသဖြင့်သူ၏အိမ်သို့ခေါ်ဆောင်လာခဲ့သည်သူမကိုနေရာချထားပေးပြီးမိသက်စခန်းသို့ပြန်ရန်ပြင်ဆင်ခဲ့တော်လဲသူထွက်သွားတော့မိခဏတွင်စူလိုင်ကသူ၏အင်ဂျီလက်စကိုတာတာလေးဆွဲထားခဲ့သည်နောက်ဆုံးတွင်မူသူမပြန်ဘဲကြံရစ်ခဲ့တော့သည်တိုးတော်ကြောင်နောက်ဆန်ထုံးပါလူချင်းပူဆိုးကြုံသည့်ရောကြားကောင်းတယောက်ဖြစ်သည့်အတိုင်းသူသည်ဧကန်ချမ်းပြင်တွင်သာအိယာပြင်လိုက်ပြီးအိမ်၏တစ်ခုတည်းသောကုတင်စစ်ကိုစူလိုင်အတွက်ပေးခဲ့သည်တိုးတော်နှစ်ယောက်တည်းတီးတန့်ရှိနေသည့်အနေထားကြောင့်နှစ်ယောက်ကြားရှိလေထုမှအနှဲငယ်ယုံမှန်းတဆန်လာခဲ့သည်ဝမ်းနည်းစရာကောင်းသည်မှာရှိကျွမ်းကသူမိအရေးမြတ်များကိုလုံးဝနားမလည်ပဲကယ်ဆယ်ရေးလုပ်ငန်းများလှုပ်ဆောင်စဉ်ကချမ်းပြင်ပေါ်တွင်အိယာတီကိုကျင့်ကြံနေပြီဟုပြောခဲ့ခြင်းဖြစ်သည်ထို့နောက်စိတ်ပြက်လက်ပြက်ဖြစ်သွားသောစူလိုင်အားအိတ်ခမ်းထဲသို့အမြန်တွန်းပို့လိုက်တော်သည်ထိုညတွင်စူလိုင်သည်ဟိုလက်ဒီလက်ဖြင့်အိမ်မပြောနိုင်ဖြစ်ကာဧကန်ထဲရှိကျွမ်းထံသို့တိတ်တဆိတ်ထွက်လာခဲ့သည်သူမသည်ချမ်းပြင်ပေါ်တွင်ဖျောင်းတိုင်တိုင်ထုံးညှိလိုက်ပြီးသူ၏ဘေးနားတွင်လဲလျောင်းကချေရသူ၏မျက်နှာကိုငေးကြည့်နေခဲ့သည်ရုတ်တရက်ရှိကျွမ်း၏မျက်လုံးများပွင့်လာခဲ့သဖြင့်ရှက်ကိုရှက်ကန်းဖြစ်သွားသောစူလိုင်သည်အမြန်ထွက်ပြေးရန်ကြိုးစားခဲ့တော်လဲရှိကျွမ်းကသူမအားသူ၏ဆောင်ထဲသို့ဆွဲသွင်းလိုက်တော်သည်တို့ဖြင့်သူတို့နှစ်ဦးသည်ဧကန်ချမ်းပြင်ပေါ်တွင်တယောက်ကိုတယောက်ပွေ့ဖက်ရင်းအိပ်ပျော်သွားခဲ့ကြသည်နောက်တစ်နေ့မနက်တွင်မူအိမ်သို့တန်ရှင်းရေးလုပ်ရန်ရောက်ရှိလာသောအဖိုးဖြစ်သူ၏လက်ပူးလက်ချက်ဖမ်းဆီးခြင်းကိုခံလိုက်ရတော့သည်စုံတွဲငယ်လေးအိမ်မောကျနေစဉ်အဖိုးဖြစ်သူရုတ်တရက်ဝင်လာခဲ့သဖြင့်သူတို့နှစ်ဦးမှထိတ်လန့်နေကြဖြင့်ဒုံခနဲ့တထိုင်လိုက်ကြသည်စူလိုင်မှာအထူးပင်ရင်ထိတ်ထိတ်ဖြစ်နေပြီးဘာလို့ရမှန်းမသိတော့ပေဆုံးရှိကျွမ်းပါမိသားစုနှင့်ပထမဆုံးအကြိမ်တွေ့ဆုံမှုမှာဒီလိုပုံစံဖြစ်လာလိမ့်မည်ဟုသူမမိသည့်ခါမျှထွေးထင်မထားခဲ့ပေအဖိုးဖြစ်သူကသူတို့နှစ်ဦးအားတင်းမာသောမျက်နှာပေးဖြင့်ကြည့်လိုက်ရစူလိုင်မှာအမားလောက်ထားသည့်ကလေးတစ်ယောက်လိုခေါင်းငိုက်ဆိုင်ကျသွားခဲ့သည်ရှိကျွမ်းကရှင်းပြရန်ပြင်လိုက်တော်လဲအဖိုးကလက်ပြထားစီလိုက်ပြီးညဘက်အချိန်ရလာညကြရင်သူ့ကိုအိမ်ခေါ်ခဲ့ပြီးထမင်းတူတူစားကြတာပေါ့ဟုပြောကလက်ထွက်သွားခဲ့သည်တိုးတော့အဖိုး၏ရင်ထဲမှဝမ်းသာပီတိဖြစ်မှုကိုမူဖုံးကွယ်လေမရခဲ့ပေညစာစားပွဲတွင်အဖိုးဖြစ်သူသည်လူဦးရေစရင်စစ်ဆေးနေသည့်အလားစူလိုင်၏နောက်ကျောင်းရာအားလုံးကိုမေးမြန်းခဲ့သည်သူသည်ဒီနာကမြင်းမလေးပေါ်လွန်စွာသဘောကျနှစ်သက်နေပြီးမင်္ဂလာဆောင်ရန်ပင်တိုက်တွန်းခြင်းစိတ်ဆောနေခဲ့သည်ထို့အပြင်မြေဖြစ်သူအားစူလိုင်ပေါ်တာဝန်ယူရမည်ဟုခက်ထန်စွာမှာကြားခဲ့သည်ရှိကျွမ်းမှလည်းရှင်းပြရမရတော့သဖြင့်လောလောဆယ်တွင်ခေါင်းညစ်လက်ခံလိုက်ရတော့သည်နောက်တစ်နေ့တွင်စူလိုင်သည်ကုမ္ပဏီသို့ပြန်ရောက်လာခဲ့သည်သူမသည်ရှိရဲ့ကုမ္ပဏီမတော်တဆမှုစုံစမ်းစစ်ဆေးရေးအစီရင်ခံစာကိုလုပ်ဖော်ကိုင်ဖတ်ထန်လွှဲပြောင်းပေးခဲ့ပြီးစက်ရုံအတွင်းသို့ရုပ်ဖြတ်ကာထပ်မံစုံစမ်းရန်အတွက်တဟုန်ထိုးကင်မရာအသေးလေးတစ်လုံးကူညီရှာဖွေပေးရန်တောင်းဆိုခဲ့သည်တိုးတော့သူတို့၏စကားဝိုင်းကိုမကောင်းကြံလို့သောအမျိုးသမီးတို့ကမတော်တဆကြားသွားခဲ့ပြီးရှိရဲ့ကုမ္ပဏီဥက္ကဋ္ဌထံအမိမဖော်ဘဲသတင်းပေးလိုက်တော့သည်စူလိုင်တယောက်တည်းသွားရမည်ကိုစိုးရိမ်သဖြင့်ရှိကျွမ်းသည်စုံစမ်းစစ်ဆေးမှုတွင်လိုက်ပါရန်ခွင့်တရက်ယူခဲ့သည်အနေအများနီးကပ်လာနေသည်ကိုမတိကျသောသူတို့နှစ်ဦးသည်စက်ရုံသို့ရောက်ရှိသွားခဲ့ကြသည်တက်တန်းလုံးအပိုပစ္စည်းများ၏အထောက်အထားများကိုအောင်မြင်စွာရိုက်ကူးပြီးနောက်တိတ်တဆိတ်ထွက်ခွာရန်စ조사ခဲ့တော်လဲတုံများကိုစီကိုင်ဆောင်ထားသောလူမိုက်တတိုက်ကလမ်းပိတ်ဆို့လိုက်ကြသည်ရှိကျွမ်းသည်စူလိုင်ကိုဆွဲခေါ်ကာကုံလောင်ယုံဘက်သို့ထွက်ပြေးခဲ့သည်လူမိုက်များနောက်မှထက်ချက်မကွာလိုက်လံတိုက်ခိုက်စဉ်ရှိကျွမ်းသည်စူလိုင်ကိုဆွဲခေါ်ကာကုံလောင်ယုံဘက်သို့ထွက်ပြေးခဲ့သည်လူမိုက်များနောက်မှထက်ချက်မကွာလိုက်လံတိုက်ခိုက်စဉ်စူလိုင်၏ဖုံးပြုတ်ကျသွားခဲ့ပြီးလူမိုက်တယောက်ကသူမ၏စံပင်ကိုဆွဲကာကျမ်းပြင်ပေါ်သို့ပြင်းထန်စွာဆောင်းပစ်လိုက်သည်ထိုမြင်ကွင်းကိုတွေ့လိုက်ရသောရှိကျွမ်းသည်ပလင်းတစ်လုံးကိုကင်ကာဒေါသကြီးပြေးဝင်တိုက်ခိုက်ခဲ့သည်သူတို့လွတ်မြောက်အောင်ပြေးနိုင်ခဲ့တော်လဲအပြင်ဘက်ရှိတကားမှတောက်ခတ်ထားသည်ကိုတွေ့လိုက်ရသည်ရှိကျွမ်းကလူမိုက်များကိုလမ်းလွဲခေါ်ထုတ်သွားစဉ်စူလိုင်အားမိုးကစနုပ်အောက်တွင်ပုံအောင်နေရန်ပြောခဲ့သည်မကြာမီတွင်လူမိုက်များသည်စွန့်ပစ်ထားသောကုန်းလောင်ယုံတစ်ခုအတွင်းသူ့အားဝိုင်းရန်လိုက်ကြသည်ယောဂသည်များလိုပုံမများပြားလာသောလူအုပ်ကြီးပြင်းထန်သောတိုက်ခိုက်မှုကြောင့်အင်အားချင်းမမျှပဲရှိကျွမ်းမှတဖြည်းဖြည်းရေးနေလာခဲ့သည်စူလိုင်သည်ရှိကျွမ်းအရိုက်ခံနေရသည်ကိုမြင်လိုက်ရသောအခါစိတ်ထင်းရခတ်သွားပြီးအပြင်သို့ပြေးထွက်လာခဲ့သည်လူမိုက်များကသူမအားတိုက်ခိုက်ရန်ပြင်လိုက်ချိန်မှာပင်ဝေယန်းဆုံးဒီစစ်ကူများနှင့်အတူရောက်ရှိလာပြီးသူတို့အားအချိန်မီကယ်တင်နိုင်ခဲ့သည်ရှိကျွမ်းအားအရေးပေါ်ကုသမှုပေးရန်ဆေးရုံသို့အမြန်ပို့ဆောင်ခဲ့ရသည်စူလိုင်သည်အပြင်ဘက်တွင်စောင့်ဆိုင်ရင်မိမိကိုမရက်မနာအပြစ်တင်နေခဲ့ပြီးချစ်သူဖြစ်သူအနေနဲ့မှလွတ်မြောက်သွားပြီဟုတိလိုက်ရမှသာတပြင်းချနိုင်ခဲ့တော်သည်နောက်တစ်နေ့တွင်ရှိကျွမ်းနိုးလာသောအခါချစ်သူမလေးဘေးနားတွင်ရှိနေသည်ကိုတွေ့လိုက်ရသည်သူမ၏နဖူးပေါ်မှတန်ရာကိုမြင်လိုက်ရသောအခါသူ့အနေဖြင့်သူမအားကောင်းစွာမကာကွယ်နိုင်ခဲ့ဟုမိမိကိုအပြစ်တင်မိခဲ့သည်ထိုညတွင်စူလိုင်သည်သူ့အတွက်ရေတစ်ခွက်ယူပေးစဉ်ရှိကျွမ်း၏တန်ရာရထားသောခြေထောက်ပေါ်သို့ရေနွေးများမတော်တဆမောက်ကျသွားခဲ့သည်စူလိုင်မှာထိတ်လန့်နေကြဖြင့်မီးလောင်တန်ရာလိမ့်စေးသွားယူရန်ကမန်းကရန်ပြင်လိုက်ချိန်တွင်မှရှိကျွမ်းသည်သူ၏ခြေထောက်မှာဘာမှမခံစားရဘဲလုံးဝထုံကျင်နေပြီဖြစ်ကြောင်းရုတ်တရက်သတိထားမိလိုက်တော့သည်လွန်ခဲ့သောနင်းနေမြသောရက်များကချစ်သူမလေးအားကဲတင်စဉ်အတွင်းလူမိုက်များ၏တန်တို့ဖြင့်ရဆက်ရိုက်နှက်ခြင်းကိုခံခဲ့ရဘူးသည်ကံကောင်းစွာဖြင့်ထိုတင်မင်းနှင့်ရင်ဆိုင်ရမှုမှလွတ်မြောက်ခဲ့ရပြီးသူတို့နှစ်ဦး၏ချစ်ချင်းမေတ္တာမှာပုံမနှဆိုင်သွားခဲ့သည်တိုးတော်ကံကြမ္မာသည်ထိုနေ့တွင်မှသူတို့အားဆနောက်ပြောင်လောင်လာခဲ့တော်သည်ချစ်သူမလေးလာမီကိုတီးထားသဖြင့်ဆုံးရှိကျွမ်းဒီကျုပ်ကောက်တုတ်ကောက်ကိုအုံပြုကာသူမအားကြိုဆိုရန်အောက်ထပ်သို့စောစီးစွာဆင်းသွားခဲ့သည်တိုးတော်ရုတ်တရက်သူ၏တန်ရာရထားသောခြေထောက်မှဆူးရှသောနာကျင်မှုတစ်ခုတိုးဝင်လာသဖြင့်ကိုထိမ့်မနိုင်ပဲထောက်တနေရာတွင်ကတိကအောက်ဖြင့်ပေါအောင်နေခဲ့ရသည်ချစ်သူမလေးကိုမစိုးရိမ်စေခြင်းသဖြင့်ပြန်လဲကောင်းမွန်လာနေပြီဟုဟန်ဆောင်ကနာကျင်နေသည့်ကြားမှသူမရှိတွင်ခြေလန်းနှဲငယ်လျှောက်ပြခဲ့သေးသည်တိုးတော်သူ၏စိတ်ထဲတွင်မူမကောင်းသောနိမိတ်တစ်ခုကိုနက်နက်ရှိုင်းရှိုင်းခံစားနေရသည်မကြာမီတွင်စစ်ဆေးမှုရလဒ်များထွက်ပေါ်လာခဲ့ရာသူ၏ဒုစစ်ပေါ်သို့ပြင်ပမှပြင်းထန်သောရိုက်ခတ်မှုကြောင့်ပေါ်ပလက်တီရဲ့သွေးလွှတ်ကြောအတွင်ဒဏ်ရာရရှိကာသွေးလွှတ်ကြောဖောင်းပွားသည့်ယောဂဖြစ်ပွားနေကြောင်းတွေ့ရှိခဲ့ရသည်အရေးပေါ်ခွဲစိတ်ကုသမှုလိုအပ်နေခဲ့သဖြင့်ရှိကျွမ်းသည်ခွဲစိတ်မှုအောင်မြင်ပြီးမှသာစူလိုင်ကိုပြောပြခြင်းခဲ့သည်ထို့ကြောင့်ဆရာဝန်အားသူမကိုမပြောပြရန်အတနာခံတောင်းဆိုခဲ့သည်တိုးတော်သူ၏အခြေအနေမှာလင်းမြန်စွာဆိုးရွားလာခဲ့သည်စူလိုင်သည်သူ၏ခြေထောက်ပေါ်သို့ရေနွေးမှုများမတော်တဆပတ်မိသည့်နေ့တွင်သူဘာမှမခံစားရဘဲနာကျင်မှုအရေးမြတ်ပင်မရှိခဲ့ပေဒီလက်တွေ့တရားကိုသူမလက်ခံနိုင်ဘဲဆရာဝန်မကြီးတက်ထံအမြန်သွားရောက်ကဖြစ်မှန်အားလုံးကိုပြောပြခဲ့ပြီးပြန်လဲကောင်းမွန်လာရန်မျှော်လင့်ချက်ရှိသေးသလားဟုမေးမြန်းခဲ့သည်ဆရာဝန်မကြီးတိတ်ဆိတ်သွားမှုသည်အမှန်တကယ်အားဖြင့်တေတံပေးလိုက်ခြင်းပင်ဖြစ်ခဲ့သည်ထိုညတွင်ရှိကျွမ်းသည်စူလိုင်အားတနေ့ကျရင်ငါမင်းကိုမကာကွယ်ပေးနိုင်တော့ရင်ဘာလို့မလဲဟုမမေးဘဲမနေနိုင်ဖြစ်ခဲ့ရသည်အထွေထူးသတိမထားမိသောစူလိုင်ကစိတ်တဆမရှိပါနဲ့ဟုသူအားရိုးရိုးရှင်းရှင်းပင်နှစ်သိမ့်ပေးခဲ့သည်တိုးတော်ထိုနေ့နောက်ပိုင်းတွင်ရှိကျွမ်းသည်ဖုံးခေါ်ဆိုမှုများနှင့်စာရုံများကိုအကြောင်းမပြန်တော့ပေသူထံဆက်သွယ်လေမရသဖြင့်စူလိုင်သည်ကိုယ်တိုင်ချက်ပြုတ်ထားသောဟင်းလျာများနှင့်အတူဆေးရုံသို့အမြန်လိုက်သွားခဲ့သည်တိုးတော်သူ၏သဘောထားမှမူရေခဲများအေးဆက်သွားခဲ့ပြီဖြစ်သည်ထိုစဉ်စူလိုင်၏မိခင်ထံမှဖုံးဝင်လာခဲ့ပြီးလက်မအားသဖြင့်စူလိုင်ကစပီကာဖွင့်လိုက်ရာမိခင်ဖြစ်သူကထုံးစံအတိုင်းအိမ်ထောင်ပြုရန်တိုက်တွန်းခဲ့သည်ထို့ပြင်ကျမ်းမာရေးကောင်းမွန်ပြီးတည်ငြိမ်သောအလုပ်ကိုင်ရှိသူကိုမှရှာဖွေရမည်ဟုအကြိမ်ကြိမ်အလေးပေးပြောဆိုခဲ့သည်ထိုလိုရှင်းသောစကားလုံးများသည်ရှိကျွမ်းအတွက်နောက်ဆုံးလေးလံသောရိုက်ချက်ဖြစ်သွားခဲ့ရသည်ကိုသူမှမသိခဲ့ပေ
ထိုကိစ္စကိုအကြောင်းပြတဲ့ရှီကျွမ်းကသူတို့နှစ်ဦးသည်တင့်တော်သူများမဟုတ်ကြကြောင်းသူမအနေဖြင့်သူတို့၏ဆက်ဆံရေးကိုပြန်လည်စဉ်းစားတင်ကြောင်းပြောဆိုခဲ့သည်သူ၏စကားများကြောင့်ဆူလိုင်ဒေါသထွက်သွားခဲ့ရပြီးရှီကျွမ်းကလည်းသူတို့သည်မလိုက်ဖက်ကြောင်းအတင်းကျပ်ပြောဆိုခဲ့သဖြင့်သူတို့နှစ်ဦးသည်အစင်မပြေစွာဖြင့်လမ်းခွဲခဲ့ကြသည်သို့သောနောက်တစ်နေ့တွင်ဆူလိုင်သည်မေတ္တာပါဖြင့်ကျက်စွပ်ပြုတ်ချက်ပြုတ်ကယင်းထဲမှမေတ္တာစာလွှာလေးကက်လေသူ့ထံယူဆောင်လာခဲ့သည်သို့သောအခန်းပြင်ဘက်တွင်သူနာပြုတယောက်ကဒါစီချင်းကခံလိုက်ရသည့်ရှီကျွမ်းသည်မိသည့်ရဲ့ဒီကိုမျှတွေးဆောင်ရန်ညှဉ်းဆန်ထားခဲ့ခြင်းဖြစ်သည်သူအပြစ်လုပ်ထားသဖြင့်စိတ်ဆိုးနေစေဟုထင်မှတ်ကဆူလိုင်သည်စွပ်ပြုတ်ကိုတကားဝတွင်စိတ်ပြက်လက်ပြက်ထားရခဲ့သည်ဒေါက်တာတန်သည်ထိုမြင်ကွင်းတစ်ခုလုံးကိုမြင်တွေ့ခဲ့ပြီးကိုယ်တိုင်လည်းဖြစ်ရတူမျိုးကြုံတွေ့ဘူးသူမို့ဆူလိုင်ကိုစာနာသနာမိကစွပ်ပြုတ်ကိုရှီကျွမ်းထံယူဆောင်သွားပေးခဲ့သည်သို့သောထိုမျိုးသားမှမူမိမိချစ်ရသူကိုကာကွယ်ရန်အတွက်ဒီနည်းလမ်းတစ်ခုသာရှိတော့သည်ဟုခေါင်းမာစွာယုံကြည်နေခဲ့သည်သို့သောဆူလိုင်မိမြအထိဆွဲထက်တန်သည်ကိုမူသူလျှော့တွက်ထားခဲ့မိသည်ထိုညနေပိုင်းတွင်အပြင်ဘက်၌မိုးကြိုးများပစ်ကမိုးတက်မုန်တိုင်းထန်လာခဲ့သည်ဆူလိုင်တယောက်အောက်ထပ်တွင်စောင့်ဆိုင်နေစေဖြစ်မိကိုစိုးရိမ်သဖြင့်ရှီကျွမ်းသည်ကျုပ်ကောက်ကိုအုံပြုရဲ့တွားရောက်ကြည့်ရှုခဲ့ရာထောင်တနေရာတွင်ကြောက်လန့်တကြားထိုင်နေသောဆူလိုင်ကိုတွေ့လိုက်ရသည်သူကအေးဆက်တော်မူရာကိုဆက်လက်ထိန်းသိမ်းထားတော်လဲဆူလိုင်သည်သူ၏ထံသို့အမြန်ပြေးလာခဲ့ပြီးလက်မလျှော့ခဲ့ပေငါတို့ရံမဖြစ်ကြတော့ရင်မရဘူးလားဟင်မိမိချစ်ရသူအပေါ်ဝင်ထုတ်ဝင်ပိုးမဖြစ်စေရန်အတွက်ရှီကျွမ်းသည်ထိုရက်ဆက်သောစကားများကိုအတင်းကျပ်စိတ်တင်းကပြောဆိုခဲ့ရသည်ဆူလိုင်ဘာပဲဖြစ်ဖြစ်ထွက်မသွားသည်ကိုမြင်လိုက်ရသောအခါသူ၏ရင်ထဲတွင်မခံမရနိုင်အောင်နာကျင်ခဲ့ရသည်သို့သောသူသည်ဖုန်းကိုထုတ်ယူကဝေယမ်းဆုံးဖုန်းနံပါတ်ကိုနှိပ်လိုက်တော့သည်သူသည်သူ၏အချစ်ဆုံးအမျိုးသမီးကိုသူ၏ပြန်ဘက်ထံသို့လက်လွဲပေးအပ်တော်မူဖြစ်သည်ဝေယမ်းဆုံးရောက်ရှိလာပြီးဆူလိုင်ကိုမြင်လိုက်ရသောအခါသူကြောက်တံပတ်တများလိုတန်မိုးထားရသောကောင်မလေးကိုအခြားသူတစ်ယောက်ကဒီလိုပြုမှုသည်ကိုတွေ့ရသဖြင့်ရင်ခွဲမတက်ခံစားလိုက်ရသည်သို့သောဆူလိုင်ကမူထွက်သွားရန်ညှဉ်းဆန်ခဲ့သည်အကယ်၍ယခုထွက်သွားလိုက်ပါကသူတို့၏ဆက်ဆံရေးမှာအမှန်တကယ်အဆုံးသတ်သွားမည်ကိုသူမကြောက်ရွံ့နေခဲ့သည်ထိုမြင်ကွင်းကိုကြည့်ရင်ရှီကျွမ်း၏နှလုံးသားမှာတဆစီကျိုးပဲ့သွားခဲ့ရသည်ဆူလိုင်ရင်ခွဲမတက်ခံစားရပြီးနောက်ဆုံးတွင်တတိလဲလဲကျသွားမှသာသူအပြင်သို့ထွက်လာခဲ့သည်သို့သောသူကဲ့သို့ဒုက္ခိတဖြစ်နေသောအမျိုးသားတစ်ယောက်ကဆူလိုင်အာမီတို့လျင်ပျော်ရွှင်မှုပေးနိုင်တော်မူနီနောက်ဆုံးတွင်သူ၏အချစ်ဆုံးသူကိုပြိုင်ဘက်ကပွေ့ဖက်ခေါ်ဆောင်သွားသည်ကိုမတက်တာပဲထိုင်ကြည့်နေခဲ့ရတော့သည်ထို့နောက်ရှီကျွမ်းသည်ကျုပ်ကောက်တုတ်ကောက်ဖြင့်မိုးတိထန်စွာရွာသွန်းနေသည့်အပြင်သို့ထွက်လာခဲ့ပြီးဆူလိုင်မိုးရေဆိုရွှဲခဲ့သည့်မိုးထဲတွင်ပင်ရက်တန့်ကမိမိကိုနှိပ်စက်နေခဲ့သည်တို့ဖြင့်သူတို့သုံးဦးစလုံးသည်အခြေရေးပျက်စီးခြင်း၏နေရဲထဲတွင်ပိတ်မိနေခဲ့ကြရသည်ဆူလိုင်မာမူအစားမစားရေမတောက်ပဲအလုတ်ထဲတွင်သာစိတ်နစ်ကမိမိကိုထုံထိုင်းစေခဲ့ရမှနောက်ဆုံးတွင်ပင်ပန်းနွမ်းနယ်လုံးနှင့်လဲကျသွားပြီးအရေးပေါ်ဌာနသို့ပို့ဆောင်ခြင်းခံလိုက်ရသည်ထိုချိန်တွင်ဆေးရုံမှတိုက်ဆိုင်စွာရှိနေသောရှီကျွမ်းသည်ထိုမြင်ကွင်းကိုတွေ့ရှိသွားခဲ့ပြီးဆူလိုင်၏ဘေးနားမှမခွာဘဲစောင့်ရှောက်ပေးခဲ့သည်သူမရဲ့နွမ်းနယ်နေသောပုံစံကိုကြည့်ကရင်ထဲတွင်မခံမရနိုင်ဖြစ်ရပြီးမထိန်ကျုံနိုင်ပဲသူမ၏လက်ကိုကြစ်ပါအောင်ဆုပ်ကင်ထားခဲ့သည်သို့သောဆူလိုင်နိုးလာသည့်အချိန်တွင်မူသူမရှိတော့ပေသူရှိနေခဲ့သည့်တခုတည်းသောအထောက်ထားမှသူမ၏လက်ထဲတွင်ကြံရစ်ခဲ့သောနှွေးထွေးမှုလေးများသာဖြစ်သည်ထို့နောက်ဆူလိုင်သည်ပိုရဲ့စုံစမ်းခြင်းစိတ်များဖြစ်ပေါ်လာခဲ့သည်ဖြစ်ပျက်ခဲ့သမျှကိုပြန်လည်စဉ်းစားမိရာတစုံတစ်ခုကိုသူမအားဖုံးကွယ်ထားသည်ဟုခံစားလိုက်ရသည်သူမ၏တန်တရားများကိုအတည်ပြုရန်အတွက်ဆူလိုင်သည်ရှီကျွမ်း၏တာဝန်ခံဆရာဝန်မကြီးစီသို့တွားရောက်ကသူ၏ခြေထောက်တွင်အမှန်တကယ်ဘာဖြစ်နေသလဲဟုမေးမြန်းခဲ့သည်သို့သောဆရာဝန်မကြီးတက်ဒီပေးထားသောကတိကြောင့်မိသည့်ရာကိုမျှထုတ်ဖော်ပြောဆိုရန်ညှဉ်းဆန်ခဲ့သည်သူမသည်ဆူလိုင်နှင့်အတူအရက်တောက်ရင်ခေါင်းစဉ်လွှဲရန်စ조사ခဲ့ရာဆူလိုင်မာနင်းနှင့်မျှတောက်ယုံဖြင့်မူရစ်လာခဲ့ပြီးလေကားထစ်များပေါ်တွင်ထိုင်ကာငိုကြွေးတော့သည်ဆူလိုင်ရင်ခွဲမတက်ခံစားနေရသည်ကိုမြင်လိုက်ရသောအခါဆရာဝန်မကြီးတန့်၏စိတ်တက်များပျော့ပြောင်းသွားပြီးဆူလိုင်အားရှီကျွမ်းထံသို့ခေါ်ဆောင်သွားခဲ့သည်ရပ်ပေါင်းများစွာကြာမှချေရသူကိုပထမဆုံးအကြိမ်ပြန်လည်တွေ့ရှိလိုက်ရသဖြင့်ဆူလိုင်သည်သူ၏ရင်ခွင်ထဲသို့တိုးဝင်ကမိတို့များအလွတ်မပေးတော့ပေရှီကျွမ်းသည်ရင်ထဲတွင်နာကျင်ရသလိုမတက်နိုင်မှဖြစ်ခဲ့ရတော့လဲနောက်ဆုံးတွင်ဆူလိုင်အားဖက်တွေးကညှဉ်းနှက်သည့်အထိအိပ်ပျော်သွားခဲ့ကြသည်နောက်တစ်နေ့မနက်တွင်ရှီကျွမ်း၏ဆေးရုံကူတင်ပေါ်၌နိုးလာသောအခါဆူလိုင်သည်ချက်ချင်းဖြတ်လိုက်ပြီးသူမရဲ့ရေနွေးဘူးလာယူခြင်းဖြစ်ကြောင်းကမန်းကရန်လိန်ညာခဲ့သည်သူ့ကိုဆွန့်ပစ်ခဲ့သောအမျိုးသား၏ရှေ့တွင်ကြန့်ရှိနေသေးသောမာနာလေးကိုမျှအဆုံးရှုံးမခံချင်သောကြောင့်ဖြစ်သည်သို့သောသူမမသိခဲ့သည်မှာရှီကျွမ်းသည်သူမအပေါ်ယူယူမူမူလုံးစွာချစ်မြတ်နိုးနေစေဖြစ်သည်ဆိုသည့်အချက်ပင်ထိုနေ့တွင်ဆူလိုင်သည်မိသက်စခန်းအနီးနားတွင်လမ်းလျှောက်နေစဉ်မျက်နှာဖုံးဆိုတိုက်ခိုက်သူတို့၏လျှက်စစ်တက်လိုက်ဆက်ဖြင့်တိုက်ခိုက်ခြင်းကိုခံလိုက်ရသည်ဖိအန်ဟုခေါ်သောခွေးလေးသည်ဆူလိုင်အနေရရှိနေသည်ကိုတတိပြုမိသွားသည့်အလားလောင်အိမ်ထဲမှအတင်းယုံထွက်ကသူမနောက်သို့ပြေးလိုက်သွားခဲ့သည်ဆူလိုင်နိုးလာသောအခါမိမိကိုပြန်ပေးဆွဲခံထားရကြောင်းတွေ့လိုက်ရသည်ပြန်ပေးဆွဲသူမှာရှင်းရဲ့အဖွဲ့အစည်းဥက္ကဋ္ဌဆွန်လိုင်သူ၏ဘဝကိုဖျက်ဆီးခဲ့သောဝေယမ်းဆုံးအားကလေးစားချေရန်အတွက်ရန်ဆုံးအလေးထားရဆုံးအမျိုးသမီးကိုပြန်ပေးဆွဲခဲ့ခြင်းဖြစ်သည်တရင်ရရှိသည်နှင့်ဝေယမ်းဆုံးသည်ယူသွတ်စွာဖြင့်အမြန်လိုက်လာခဲ့တော်လဲဆွန်လိုင်၏လူများ၏ချောင်းမြောင်းတိုက်ခိုက်ခြင်းကိုခံရကလဲကျသွားခဲ့သည်ဆွန်လိုင်သည်လုံးဝဆိတ်လွတ်သွားခဲ့ပြီးဆူလိုင်၏ခန္ဓာကိုယ်တွင်ဘုံတက်ဆင်ထားသည့်အပြင်ဝေယမ်းဆုံးကိုပါတက်ဖြတ်ရန်ကြံရွယ်ထားခဲ့သည်ကံကောင်းစွာဖြင့်ဆွန်ရှိကျွမ်းသည်အချိန်မီရောက်ရှိလာပြီးဝေယမ်းဆုံး၏အသက်ကိုကယ်တင်နိုင်ခဲ့သည်ဆူလိုင်သည်ရှိကျွမ်းထံတိတ်တဆိတ်အကူအညီတောင်းစာပို့ခဲ့ခြင်းဖြစ်သည်ခြေထောက်တန်ရာရထားသည့်ကြားမှာရှိကျွမ်းသည်အမြန်လိုက်လာခဲ့ခြင်းဖြစ်သည်ဝေယမ်းဆုံးသည်လူမိုက်အားနောက်ွယ်မှချုပ်ကင်ထားပြီးရှိကျွမ်းအားဆူလိုင်ကိုတွားရောက်ကယ်တင်ရန်တိုက်တွန်းခဲ့သည်ထိုစဉ်အပြင်ဘက်မှခွေးလေးဖိအန်တိုးဝင်လာခဲ့ပြီးထိုခွေးလေး၏လမ်းပြမှုကြောင့်ရှိကျွမ်းသည်ခေါင်းမိုးထက်တွင်ကျိုးတုပ်ခံထားရသောဆူလိုင်ကိုရှာတွေ့သွားခဲ့သည်သူသည်ခြေထောက်တန်ရာကိုဂယူးမဆိုင်ပဲညံ့များပေါ်သို့နာကျင်စွာဖြင့်တွားတက်ခဲ့သည်သို့သောဘုံ၏အချိန်ရည်တွက်မှုမှာနောက်ဆုံးစက္ကန့်သို့ရောက်ရှိနေပြီဖြစ်သည်သူသည်ပလင်းတစ်လုံးကိုရိုက်ခွဲကဖန်ခွဲဆက်ကိုယူလေးဆူလိုင်အားတီနှောင်ထားသောကျိုးများကိုဖျက်တောက်ခဲ့သည်နောက်ဆုံးတွင်ဘုံမပေါက်ကွဲမီစက္ကန့်ပိုင်းလိုညချစ်သူမလေးအားကျိုးမှလွတ်မြောက်အောင်လုပ်ပေးနိုင်ခဲ့ပြီးခေါင်းမိုးထက်မှအတူတကွခုန်ချခဲ့ကြသည်ရှီကျွမ်းအားခွဲစိတ်ခံတွင်းသို့အရေးပေါ်ပို့ဆောင်လိုက်သည့်အချိန်မှသာလျှင်ဆူလိုင်သည်ရှီကျွမ်းသူမအားလမ်းခွဲခဲ့ရသည့်အမှန်တကယ်အကြောင်းရင်းကိုနောက်ဆုံးသိရှိသွားခဲ့ရတော့သည်နိုးနိုးခန့်နေရင်ဆရာဝန်ဆေးလာထည့်ပေးတော့မှမို့နင့်ချစ်သူကိုပေါင်းပြီးခဏချုပ်ပေးခိုင်းလိုက်ဦးဆိုပြီးနတ်စမတ်ကလာပြောသွားတယ်ကောင်မလေးကဆေးရုံကိုသူမရဲ့ရေးစားဟောင်းစီလာကြည့်တာဖြစ်ပေမဲ့နတ်စမတ်ကမိမလို့မထင်သွားတာပါဆူလိုက်နင်းနေရှက်သွားပေမဲ့ရေးစားဟောင်းရဲ့ပေါင်းပြီးကိုကူချုပ်ပေးဖို့ပြင်လိုက်ပါတယ်လန့်သွားတဲ့ကျန်းရှစ်ချွမ်းကသူပါတာသူလုံနိုင်ပါတယ်လို့အလင်းစလိုညင်းလှုပ်ရှားလိုက်တာကြောင့်ဒဏ်ရာကိုသွားထိမိသွားတယ်ဆူလိုက်ကကုညီချင်းသူကလည်းညအင်းရင်နဲ့နှစ်ယောက်သားလုံဆွဲနေကြတာပေါ့ပိုပြီးအနေရခက်စရာမရှိတော့ဘူးလို့ထင်နေချိန်မှာပဲရုတ်တရက်တကားပွင့်လာပြီးသူတို့တက်ချက်ကြီးစီဆေးရုံလာပြကြတဲ့လက်အောင်ငယ်သားတွေဝင်လာတာကြောင့်လေထုတစ်ခုလုံးရုတ်တရက်ငိမ့်ကျသွားတဲ့အချိန်ခါမဟုတ်ပဲဝင်လာမိပြီဆိုတာတိလိုက်တာနဲ့တကားဝါကနှစ်ယောက်ဟာချက်ချင်းပဲနောက်ပြန်ဆုတ်ပြီးထွက်ပြေးဖို့ပြင်ကြတော့တာပါကျန်းရှစ်ချွန်းကတော့ဆေးပဲလဲနေတာပါဆိုပြီးအသေးအတန်ရှင်းပြနေပေမဲ့သူတို့ကတော့လုံးဝမယုံကြပါဘူးဘလို့မှရှင်းပြလို့မရတဲ့အခြေအနေဖြစ်သွားခဲ့တာပါ
ဒါပေမဲ့ကံကောင်းစွာနဲ့ပဲအသက်အန္တရာယ်ကြုံတွေ့ခဲ့ရတဲ့ဒုက္ခတွေကိုအတူတူကြော်ဖြတ်ခဲ့ကြပြီးတဲ့နောက်မှာတော့ဒီချစ်သူနှစ်ဦးဟာမကြာမီမှာပဲပြန်လဲအဆင်ပြေသွားကြပါတယ်ဆုလိုက်ရဲ့အနီးကပ်ပြုစုဆောင်ရှောက်မှုကြောင့်ခွဲစိတ်ကူတာမှုအောင်မြင်ခဲ့ပြီးကျန်းရှစ်ချွန်းလဲနောက်ဆုံးတော့ကိုယ်တိုင်လမ်းပြန်ရှောင်နိုင်ခဲ့ပါပြီအခက်ခဲတွေကုံဆုံးသွားပြီးမို့သူတို့နှစ်ဦးပျော်ရွှင်စွာပွေ့ဖက်လိုက်ကြပါတယ်ဆေးရုံကဆင်းပြီးတဲ့နောက်မှာတော့တစ်စက္ကန့်မှတောင်မခွဲချင်ကြတော့ပါဘူးမိသက်စခန်းကိုပြန်ရောက်တာတောင်မှကျန်းရှစ်ချွန်းကသူ့ကောင်မလေးကိုချွဲနွဲ့စကားတွေပြောနေမိစေပါသူ့ကိုရဲဘော်ရဲဘက်တစုကချောင်းကြည့်နေတာကိုလုံးဝမသိလိုက်ပါဘူးတင်းကြပ်လုံးနဲ့တက်ချက်ကြီးရဲ့ချွဲစကားတွေကိုဘေးကအတင်းဖော်တွေကမကြည့်ရအောင်ဖြစ်နေကြတာပါတကားဝကနေချောင်းကြည့်နေတဲ့လောက်ငယ်သားတွေကိုတွေးလိုက်ရတော့မှပဲကျန်းရှစ်ချွန်းရဲ့အပြုံးတွေချက်ချင်းပျောက်ကွယ်သွားပါတယ်ကျန်းရှစ်ချွန်းကတက်ချက်ကြီးတယောက်ရဲ့ဂုံတိတ်ခါကိုထိမ့်ဖို့စ조사ပြီးတီတီငိမ့်ငိမ့်နေပြဖို့ပြင်ပေမဲ့အတင်းဖော်တွေကတော့ရဲချင်းစိတ်ကိုမနှဲအောင်ထားကြတော့မှပဲသူဘလောက်တောင်ရှက်သွားတယ်လဲဆိုရင်မြေကဘာထဲပဲတိုးဝင်သွားခြင်းစိတ်ပေါက်သွားပါတယ်သူတို့ပဲချိန်တွေကဝင်လာတာလဲဆိုပြီးချက်ချင်းအပြစ်ရှာမေးမြန်းလိုက်ပါတော့တယ်ဆရာကြီးကြည့်ပါဦးခင်ဗျားရဲ့ခေါင်းဆောင်ကကြောက်တက်နေပြီဟာဟာဟာခေါင်းဆောင်ကအိတ်ချင်နေပြီတဲ့ဗျာဆိုပြီးစနောက်ကြတာကြောင့်သူ့ရဲ့အေးဆက်ဆက်တက်ချက်ကြီးပုံစံလေးကတော့လုံးဝပျက်စီးသွားခဲ့ပါပြီကျန်းရှစ်ချွန်းလည်းဖုံးကွယ်မနေတော့ပဲစူးလိုက်နဲ့တရားဝင်တွဲနေပြီဖြစ်ကြောင်းကြေညာလိုက်တာကြောင့်ညီကိုတွေကလည်းသူ့အတွက်ဝမ်းသာပေးခဲ့ကြပါတယ်သူကအခြေရေးမှာကံကောင်းခဲ့ရင်မဲ့သူ့အပြင်ဘက်ကဟွာရန်ဆုံးကတော့တော်တော်လေးတနာဖို့ကောင်းပါတယ်အရင်တုန်းကစူးလိုက်ကိုအသက်နဲ့လဲပြီးကဲတင်ခဲ့ရင်မဲ့စူးလိုက်ရဲ့မျက်လုံးထဲမှာတော့ကျန်းရှစ်ချွန်းတယောက်ပဲရှိခဲ့တာပါရင်ခွဲမတက်ခံစားရတဲ့ဟွာရန်ဆုံးဟာအရက်နဲ့ပဲနေတိုင်းရေချင်းကိုက်နေခဲ့ပါတယ်ဒါကိုစူးလိုက်ကြားသိသွားတဲ့အခါစိတ်ပူသွားပြီးသူ့ရဲ့ဗီလာအိမ်ကိုသွားရှာခဲ့ပါတယ်ဒါပေမဲ့သူမတွေ့လိုက်ရတာကတော့ယူရှိရှိဆိုတဲ့မိန်းကလေးတယောက်နဲ့အပြန်လန်ပွေ့ဖက်ထားတဲ့ဟွာရန်ဆုံးကိုပါဒါကိုတွေးမှစူးလိုက်လဲစိတ်အေးသွားခဲ့ပါတယ်ဒါပေမဲ့စူးလိုက်ထွက်သွားတာနဲ့တပြိုင်နက်စူးလိုက်အတွေးမလွန်အောင်လို့ဟွာရန်ဆုံးကအဲ့ဒီမိန်းကလေးကိုချက်ချင်းတွန်းထုတ်လိုက်တာကိုတော့သူမမသိခဲ့ပါဘူးစူးလိုက်ကိုယုံအောင်လို့သူကအတူအယောင်ကောင်မလေးတယောက်ကိုတမင်လာဟန်ဆောင်ခိုင်းထားတာဖြစ်ပါတယ်ဒုတိယနေ့မှာတော့ဟွာရန်ဆုံးကစူးလိုက်နဲ့ကျန်းရှစ်ချွန်းတို့ကိုထမင်းတူစားဖို့ဖိတ်ခေါ်ခဲ့ပြီးသူ့ရဲ့ကောင်မလေးတူကိုပါခေါ်လာခဲ့ပါတယ်ဒါပေမဲ့သူမမျှော်လင့်ထားတာကတော့ယူရှိရှိဟာသူ့အပေါ်အမှန်တကယ်တက်မဆွဲလန်းသည့်ချစ်စိတ်တွေဝင်လာခဲ့တာပါပဲဟွာရန်ဆုံးရဲ့မျက်လုံးတွေကတော့ရိုးရိုးရှင်းရှင်းလေးဝတ်ဆင်ထားတဲ့စူးလိုက်စီမှာပဲရှိနေခဲ့တာပါအစာတောက်တွေရောက်လာတဲ့အခါဟွာရန်ဆုံးကစူးလိုက်ကြိုက်တက်တဲ့ဟင်းညာတွေကိုချက်ချင်းခတ်ပေးပေမဲ့ကျန်းရှစ်ချွန်းကလမ်းမှာတားဆီးလိုက်ပါတယ်အမျိုးသားနှစ်ဦးဟာအလျော့မပေးဘဲတယောက်ကိုတယောက်စိုက်ကြည့်နေကြပါတယ်ဒီလိုအနေရခတ်တဲ့အခြေအနေကိုပြေလည်စေဖို့အတွက်ယူရှိရှိကစူးလိုက်ကိုအရက်ခွက်မြောက်ပြီးနှုတ်ဆက်ဖို့ချက်ချင်းမတက်ထက်လိုက်ပေမဲ့မတော်တဆဖြစ်ခြင်းဟန်ဆောင်ပြီးသူမကိုပေါ်အရက်တွေအကုန်မောက်ကျသွားစေခဲ့ပါတယ်ဒါကိုအခွင့်ကောင်းယူပြီးစူးလိုက်ကိုတက်စင်ကန်ဘက်ခေါ်ထုတ်သွားခဲ့ပါတယ်တက်စင်ကန်ထဲမှာရှိရှိကစူးလိုက်ကိုပွင့်ပွင့်လင်းလင်းပဲဝန်ခံလိုက်ပါတယ်သူမနဲ့ဟွာရန်ဆုံးတို့ဟာတကယ်တွဲနေကြတာမဟုတ်ပဲစူးလိုက်စိတ်အေးရအောင်နဲ့စူးလိုက်ဘေးမှာတန်တရားမဝင်ပဲရှိနေနိုင်အောင်လို့ဟွာရန်ဆုံးကငားရမ်းထားတာဖြစ်ကြောင်းပြောပြလိုက်ပါတယ်အမှန်တရားကိုတည်သွားရလို့အံ့အားသင့်သွားတဲ့စူးလိုက်ဟာထမင်းစားပြီးနောက်မှာတော့ဒါတွေကိုသူမရဲ့ချစ်သူကိုပြောပြခဲ့ပါတယ်ဒါပေမဲ့ကျန်းရှစ်ချွန်းကဒါကိုမူလကတည်းကတိနေနေပြီးသားဆိုတာကိုတော့သူမလုံးဝမမျှော်လင့်ထားခဲ့ပါဘူးမိုးရွာထဲမှာသူတို့လမ်းခွဲခဲ့ကြတော့ကတော့ကျန်းရှစ်ချွန်းကဟွာရန်ဆုံးစီဖုံးဆက်ခဲ့ဘူးပြီးသူမကိုအခြားမျိုးသားတယောက်စီလဲလွဲပေးဖို့အထိတကယ်စဉ်းစားခဲ့တာဖြစ်ပါတယ်စူးလိုက်ဟာလုံးဝမယုံနိုင်အောင်ဖြစ်သွားခဲ့ရပါတယ်သူမဘဝရဲ့အရေးကြီးဆုံးအမျိုးသားနှစ်ယောက်ဟာသူမကိုအယူလုံနေခဲ့ကြတာပါပထမဦးဆုံးချိန်ဖြစ်သူမဟာကျန်းရှစ်ချွန်းအပေါ်တကယ်ကိုစိတ်ပြတ်သွားခဲ့ရပါတယ်ရှင့်ကိုကျမအများကြီးချစ်တာမှန်ပေမဲ့ဒါဟာကျမရဲ့အချစ်ကိုတင်ငယ်စေရမယ်လို့မဆိုလိုပါဘူးဒီချစ်ကိုရှင်းဘက်ကအလေးမထားပဲမထောက်မီယာပြုမှုတာမျိုးကိုလည်းကျမလုံးဝခွင့်မပြုနိုင်ဘူး။ကောင်မလေးနဲ့ရန်ဖြစ်ပြီးအိမ်ပြန်ရောက်မှဘလော့ခံလိုက်ရတာကိုတိလိုက်ရတဲ့မျက်နှာပြင်ပေါ်ကအနီရောင်အာမေဂိတ်တကေတန်းကြီးကိုစိုက်ကြည့်ရင်ချင်းချူကျွမ်းပါတယောက်ဆွန့်သွားခဲ့ရ၏အစောပိုင်းတုန်းကသူ့ခြေထောက်တန်ရာပြန်ကောင်းတော့မှမဟုတ်ဘူးထင်တဲ့ကောင်မလေးပါဒုက္ခရောက်မှဆိုလို့ရရဆက်ဆက်လမ်းခွဲခဲ့တာဖြစ်သည်ထို့များမှကသူ့လိုင်ကိုအခြားမျိုးသားတဦးလက်ထဲကိုယ်တိုင်ကိုကြထည့်ပေးခဲ့သေးသည်ဒါကိုတိသွားတဲ့အခါသူ့လိုင်ကများအကြီးကျယ်စိတ်ထိခိုက်သွားခဲ့ရ၏ဒါနဲ့ပဲချင်းချူကျွမ်းလဲအတင်းဖော်တွေကိုချက်ချင်းကူညီတောင်းပြီးသူ့လိုင်ရဲ့အချစ်ကိုပြန်ရဖို့အကွက်စစ်ဆက်တဲ့အစီအစဉ်တစ်ခုဆွဲလိုက်ကြတော့သည်နောက်တနေ့မနက်စောစောမှာတော့အစီအစဉ်တိုင်းသူ့လိုင်အလုပ်သွားမဲ့လမ်းမှာစောင့်နေပြီးနောက်ကနေအရေးလိုတကောက်ကောက်လိုက်လေတော့သည်တလန်းလုံးအထက်ထက်ခါခါတောင်းပန်ပေမဲ့သူ့လိုင်ကတော့သူ့ကိုလုံးဝပေးခါပြူထားဆဲပင်ဘတ်ကားဆောင်နေတော့မျက်နှာဖုံးဆွထားတဲ့လူနေစုရုပ်တရက်ပေါ်လာပြီးသူတို့နဲ့အတူကားပေါ်တက်လာကြသည်ကားပေါ်မှာထိုလူတွေကသူတို့နားကိုတမင်တကာတိုးဝေးလာကြ၏ထိုလူတွေရဲ့မတိမတာကူညီပေးမှုကြောင့်သူ့လိုင်တယောက်ချင်းချူကျွမ်းနာကိုပို့ပို့တိုးသွားရတော့သည်ထိုအချိန်မှာပဲဒရိုင်ဘာကဘရိတ်ကိုရုပ်တရက်အုပ်လိုက်ရာချင်းချူကျွမ်းကအခွင့်အရေးကိုအရယူပြီးသူ့လိုင်ကိုရင်ခွင်ထဲဆွဲသွင်းလိုက်သည်သူ့လိုင်ကတော့ဒေါသတွေထွက်နေခဲ့၏ကံကောင်းစွာနဲ့ပဲဘေးနားကလူတယောက်ဆင်းသွားလို့ထိုင်ကုန်လို့တစ်ခုရသွားသည်သို့တော့သူမထိုင်ပြီးပြုစင်မှာပဲမျက်နှာဖုံးဆွထားတဲ့လူတယောက်ကခုံပေါ်အရင်လူထိုင်လိုက်လေသည်ထိုင်ကုန်ပေါ်တင်ထားတဲ့သူမရဲ့လက်ကိုတမင်တင်းတွန်းဖယ်လိုက်တော့မှသူ့လိုင်တယောက်ပုံမှန်မဟုတ်မှန်ရဲရဲကြီးရေးမိသွားတော့သည်သူမကမျက်နှာဖုံးဆွတယောက်ရဲ့ခေါင်းစွပ်ကိုဆွဲချွတ်လိုက်ရာရင်းနှီးနေတဲ့မျက်နှာကြီးပေါ်ထွက်လာခဲ့၏ချင်းချူကျွမ်းကလည်းဘာမှမသိသလိုဘေးကနေချက်ချင်းဟန်ဆောင်လိုက်သေးသည်သူ့လိုင်ကမျက်နှာသေးလေးနဲ့စိတ်ဆိုးချင်အောင်ဆောင်နေပေမဲ့သူတို့ကွက်ပေါ်သွားတာကိုကြည့်ပြီးအတွင်းကျိတ်သဘောကျနေခဲ့သည်အစီအစဉ်ပေါက်ကြားသွားပြီဖြစ်လေချင်းချူကျွမ်းလည်းအတင်းဖော်တွေကိုမျက်နှာဖုံးတွေချုပ်ခိုင်းလိုက်ရတော့သည်ထို့နောက်သူ့လိုင်ကချင်းချူကျွမ်းပါဝင်အားလုံးကိုဘတ်ကားပေါ်ကနေကန်ထုတ်ပစ်လိုက်လေသည်မိသက်စခန်းပြန်ရောက်တော့ချင်းချူကျွမ်းတယောက်စိတ်တက်တွေအကြီးကျယ်ကျနေခဲ့သည်ထိုစဉ်သူရှိကဘာမှမသိရှာပဲချစ်စရာကောင်းနေသည့်ခွေးလေးကိုစိုက်ကြည့်ရင်ရုတ်တရက်အကြံတစ်ခုရသွားခဲ့၏နောက်တနေ့မှာတော့မိုးပြန်ပူပေါင်းတွေပတ်ထားသည့်ပင်ကွင်ဆိုသည့်ခွေးလေးသည်တောင်းပန်စာတစ်ဆောင်ကိုပါးဆက်မှာကိုင်ရင်သူ့လိုင်ရဲ့အလုတ်ခွင်သို့ရောက်ရှိလာခဲ့သည်လိုက်လိုက်လဲလဲရေးထားသည့်တောင်းပန်စာကိုမြင်လိုက်ရမှသူ့လိုင်ရဲ့မျက်နှာပေါ်မှာပျောက်ကွယ်နေတာကြားပြီးဖြစ်တော့အပြုံးပွင့်များပြန်လဲပေါ်လွင်လာခဲ့သည်အပြင်မှာစောင့်နေတဲ့ချင်းချူကျွမ်းကပင်ကွင်ရဲ့ပါးဆက်ထဲမှာစာတစ်ဆောင်ပြန်ပါလာတာကိုမြင်တော့သူ့လိုင်ခွင့်လွှတ်လိုက်ပြီဟုထင်သွားခဲ့သည်တိုးတော့စာကိုဖွင့်ကြည့်လိုက်သည့်အခါစာရွက်ဗလာကြီးဖြစ်နေခဲ့၏တိုးတော့လည်းအနည်းဆုံးတော့သူမကသူ့ကိုဘလော့ပြန်ဖြုတ်ပေးလိုက်ပြီဖြစ်သည်သူတို့လုံးဝပြန်စမရသေးတော့လဲချင်းချူကျွမ်းအတွက်တော့တိုးတက်မှုတစ်ခုပင်ကောင်မလေးစိတ်ပြေစေရန်အတွက်မိသက်စခန်းမှာတခွဲမှုကြီးသည်သူဤမာနများကိုဘေးဖက်ကချစ်စရာကာတွန်းရုပ်ဆွကြီးဝတ်ပြီးသူ့လိုင်ရဲမောသွားစေရန်ရဲစရာကလများဖြင့်ကပ်ပြခဲ့သည်ဒီလိုပွင့်လင်းရုပ်စင်းလုံးသည့်အမျိုးသားတစ်ယောက်ကဒီလောက်ထိယုံမှန်းတဆန်နိုင်လိမ့်မည်ဟုမိသူကထင်ထားမိနီထိုခဏနာသူ့လိုင်၏မျက်နှာပေါ်တွင်ပျော်ရွှင်သောအပြုံးများစစ်မှန်စွာပေါ်ပေါက်လာခဲ့ရတော့သည်ကောင်မလေးဟာမိသက်သမားရေးစားလေးစီသွားဖို့စိတ်အားထက်သန်စွာထွက်လာခဲ့တုန်းတက္ကစီပေါ်မှာသတင်းတပုတ်ကြားလိုက်ရတယ်အဲ့ဒါကတော့အနီးနားကလူနေတိုက်ခန်းမှာမိလောင်မှုဖြစ်ပွားပြီးမိသက်သမားတို့ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားတယ်ဆိုတဲ့သတင်းမှာပဲသူမဟာချင်းချူကျွမ်းစီချက်ချင်းဖုံးဆက်ကြည့်ပေမဲ့မိသူများကိုင်းခြင်းမရှိခဲ့ပါဘူး
မကြာမီတူလိုက်တယောက်ကယ်ဆယ်ရေးစခန်းနေရာသို့ရောက်ရှိလာပြီးသူ့ကိုစိုးရိမ်နေကြလက်ရှာခဲ့ပါတယ်ရင်းနှီးနေတဲ့ကြောပြင်တစ်ခုကိုမြင်လိုက်ရလို့အပြေးလွှားသွားကြည့်လိုက်ပေမဲ့အခြားသူတယောက်ကိုလွဲမကြည့်မိတာပေါ်သွားခဲ့ပါတယ်သူမဟာထိုသူထံမှရေးစားဖြစ်သူ၏တရင်ကိုချက်ချင်းမေးမြန်းလိုက်ရာချင်းချူကျွမ်းရဲ့တပ်ဖွဲ့တွေကတယောက်ဒဏ်ရာရသွားတယ်ဆိုတာကြားလိုက်ရတဲ့အခါသူမရဲ့စိုးရိမ်စိတ်တွေပုံမကြီးထွားလာခဲ့ပါတယ်သူ့ကိုဆုံးရှုံးလိုက်ရတော့မလားဆိုတဲ့အကြောက်တရားတွေကအရှိန်ဟုန်နဲ့ရိုက်ခတ်လာပြီးသူမကိုထိတ်လန့်စေခဲ့တာပါဝမ်းနဲ့ပူဆွေးမှုကြောင့်မျက်ရည်ကျခါနီးချိန်မှာပဲကယ်ဆယ်ရေးလုပ်ငန်းစဉ်ပြီးဆုံးသွားပြီးချင်းချူကျွမ်းဟာသူမရဲ့မျက်စိရှိမှပေါ်လာခဲ့ပါတယ်ထိုခဏမှာပဲသူမရင်ထဲကလေးလံနေရဲ့အပူမီးတွေပျောက်ကွယ်သွားခဲ့ရ၏သူတို့နှစ်ယောက်စက္ကန့်ပိုင်းများစိုက်ကြည့်မိပြီးနောက်မဆိုင်မတော့ပဲအချင်းချင်းစီအပြေးလွှားသွားရောက်ကအားရပါရဖက်တွယ်လိုက်ကြတော့သည်အမြဲတမ်းတည်ငြိမ်အေးဆေးလေးရှိတဲ့တခွဲမှုချင်းတယောက်အသင်းဖော်တွေအားလုံးရဲ့ရှေ့မှာရေးစားမလေးကိုစိတ်ပါလက်ပါအနှမ်းကျွေလိုက်မယ်လို့မိသူကမျှထင်မှတ်မထားခဲ့ကြပါဘူးထိုမြင်ကွင်းကြောင့်အသင်းဖော်တွေပါစိတ်လှုပ်ရှားတက်ကြွသွားခဲ့ကြရသည်ပြန်လည်တင့်မြတ်ပြီးသည့်နောက်ပိုင်းထိုဆုံတွဲလေးဟာခွဲမရအောင်ကိုတွဲကပ်နေခဲ့ကြပါတယ်ထိုညနေမှာတော့ချင်းချူကျွမ်းဟာကောင်မလေးရဲ့အိမ်တို့ဟော့ပေါ်စားဖို့ရောက်လာခဲ့၏ပြန်လဲအဆင်ပြေကားဆိုတော့သူတို့ရဲ့အချစ်တွေကလုံလုံကဲကဲချုံမြင်နေခဲ့ကြပါတယ်ဟင်းသီးဟင်းရဲ့လိဖြတ်ရတာတော့မှအချင်းချင်းပုတိပုတ်တက်လို့ဖို့လေကားထစ်ဖြစ်နေခဲ့တာပါသူ့လိုင်ကစနောက်ချင်စိတ်ပေါ်လာတာကြောင့်ချင်းချူကျွမ်းကို6လန့်ဖို့ဆိုပြီးလက်ညှိုးကိုတားရှသွားဟန်ဆောင်လိုက်ပါသေးတယ်ဟင်းချက်ဖို့ပြင်ဆင်လို့တော့မပြီးသေးခင်မှာပဲကလေးတွေလိုအချင်းချင်းလိုက်တန်းပြေးတန်းဆော့ကစားနေကြရမှာမကြာမီမှာပဲသူ့လိုင်တယောက်ဆိုဖာပေါ်မှာဖိတိတ်ခံလိုက်ရတော့သည်အခြေအနေတွေအချိန်ရပြီးအချစ်ပွဲကျန်းတော့မဲ့အချိန်မှာပဲမထင်မှတ်ထားတဲ့အာနာစရာကောင်းလာတဲ့အချိန်ခါကြီးမှာသူ့လိုင်ရဲ့မိဘနှစ်ပါရုပ်တရက်အိမ်ထဲဝင်လာခဲ့ကြပါတော့တယ်ချစ်သူနှစ်ဦးအချစ်နဲ့လွန်ပြီးအကြည့်ချင်းဆောင်ကယုံမန်းတဆန်နေစင်မှာပဲကောင်မလေးရဲ့မိဘတွေရုတ်တရက်အခန်းထဲဝင်လာခဲ့ပါတယ်ဒီလိုမျိုးလုံးစွာဆိတ်ရှုပ်ထွေးစရာကောင်းတဲ့အခြေအနေမှာကျန်းချန်ကျွမ်းရဲ့ရင်ဘတ်ထဲကအသက်ရှူတန်တွေမျက်စံလာပြီးထိတ်လန့်သွားခဲ့ရမယ်ကံကောင်းစွာနဲ့ပဲအခြေအနေပြေလည်အောင်ကောင်မလေးကဝင်ရောက်ထိန်းသိမ်းပေးခဲ့ပါတယ်သူဟာစူပူချင်းမောင်းခံနေရတဲ့ကလေးတယောက်လိုထိုင်ကုန်မှာတောင်းတောင်းကြီးထိုင်နေခဲ့ရတာပါမိခင်ဖြစ်သူကကျန်းချန်ကျွမ်းဟာမိသက်သမားတူဖြစ်ပြီးအလုတ်ကအလွန်အန္တရာယ်များကြောင်းသိသွားတဲ့အခါမျက်နှာပြတ်သွားခဲ့ပါတယ်အခြေအနေမကောင်းမှရိပ်မိတာကြောင့်ကျန်းချန်ကျွမ်းလည်းအလုတ်အကြောင်းပြပြီးစောစောစီစီပဲနှုတ်ဆက်ထွက်ခွာခဲ့ပါတယ်အခက်တွေ့နေတဲ့ချစ်သူရဲ့ကြောပြင်ကိုကြည့်ပြီးစူးလိုက်ကတော့အမေဖြစ်သူကိုစိတ်တူသွားခဲ့ပါတယ်မိခင်ကတော့ဒီအလုတ်ဟာအန္တရာယ်များလုံးတာကြောင့်သူတို့သမီးရဲ့စားဆက်ဆံရေးကိုပြက်ပြက်သားသားကန့်ကွက်ခဲ့ပါတယ်ဒါပေမဲ့ဖခင်ဖြစ်သူကစိတ်ပြေလက်ပြောက်ဖြစ်အောင်ကြားဝင်စစ်ဆက်ပေးပြီးကျန်းချန်ကျွမ်းကိုအိမ်မှာတရားဝင်ထမင်းဖိတ်ကျွေးဖို့အကြံပြုခဲ့တာကြောင့်မိခင်ဖြစ်သူကမပါချင်မှာပဲသဘောတူခဲ့ရပါတယ်စူးလိုက်ဟာဒီသတင်းကောင်းကိုချစ်သူစီချက်ချင်းအကြောင်းကြားခဲ့ပြီးအချိန်တိကျမှုကိုမုန်းတီးတဲ့အမေကြောင့်နောက်မကြဖို့တေချာမှကြားခဲ့ပါတယ်ကျန်းချန်ချွန်လည်းစိတ်ကျေနပ်မှုရစေဖို့သဘောတူခဲ့ပြီးအစွဲလန်းကောင်းအောင်ပစ္စည်းတွေဝယ်ယူဖို့စူပါမားကတ်နဲ့စတိုးဆိုင်တွေမှာပြင်ဆင်ခဲ့ပါတယ်တိုးတော်လည်းယုံကြည်မှုအပြည့်နဲ့ထွက်ခွာတော့မယ့်အချိန်မှာအထက်လူကြီးစီကအရေးပေါ်စီဝေးတက်ဖို့ဖုံးဝင်လာခဲ့ပါတယ်သူဟာစူးလိုက်ကိုအခြေအနေရှင်းပြပြီးမြင်မြင်လာခဲ့မယ်လို့ကတိပေးခဲ့ကစူးလိုက်ကလည်းနားလဲပေးခဲ့ရတယ်ဒါပေမဲ့အစည်းအဝေးဟာည9နာရီအထိကြာမြင့်သွားခဲ့ပြီးပထမဆုံးချိန်လာရောက်တဲ့ပတ်မှုမှာနောက်ကျသွားတာကြောင့်စူးလိုက်မိခင်မှာအလွန်ဒေါသထွက်သွားခဲ့ပါတယ်။တမီးချစ်သူကိုကျန်းချန်ချွမ်းနဲ့လမ်းခွဲဖို့မခွဲရင်အမိဖအဆက်အသွယ်ဖြတ်မယ်လို့အမိန့်ပေးခဲ့တာကြောင့်တမီးနဲ့မိခင်တို့အပြင်းထန်ညှင်းခုန်ကြပြီးစိတ်ဝေဒနာနဲ့လမ်းခွဲခဲ့ကြပါတယ်။အစည်းအဝေးပြီးသွားတဲ့ကျန်းချန်ချွမ်းဟာစူးလိုက်စီဖုံးဆက်တောင်းပန်ခဲ့စဉ်မှာစူးလိုက်ရဲ့ငိုတံမာနေတဲ့အတန်ကိုကြားလိုက်ရပါတယ်။တခုခုမှားယွင်းနေပြီဆိုတာသိလိုက်တာကြောင့်စူးလိုက်စီအမျက်မောင်းသွားပြီးအနီးနားမှာတင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားခဲ့ပါတယ်။မိမိကြောင့်စူးလိုက်မိသားစုနဲ့အဆင်မပြေဖြစ်ရတာကိုနောက်တရနေခဲ့ပြီးအခြေအနေပြန်ကောင်းစေဖို့နောက်တနေ့မှလက်ဆောင်တွေနဲ့အတူတောင်းပန်ဖို့သွားခဲ့ပါတယ်။ဒါပေမဲ့စူးလိုက်ရဲ့မိခင်ကသူ့ကိုမြင်မြင်ချင်းပဲတကားကိုဝုန်းခန်းနဲ့ပိတ်လိုက်ပါတယ်ကျန်းချန်ကျွန်းဟာလက်မလျှော့ပဲမနက်ခင်းတစ်ခုလုံးအပြင်မှာငြိမ်ငြိမ်လေးစောင့်ဆိုင်နေခဲ့ရနောက်ဆုံးမှာစူးလိုက်ရဲ့ဖခင်ကစိတ်ပျော့သွားပြီးတကားဖွင့်ကအိမ်ပြန်ဖို့ဖြည်းဖြည်းချင်းအကြံပေးခဲ့ပါတယ်အဲ့ဒီညမှာစူးလိုက်ဟာကျန်းချန်ကျွန်းရဲ့အိမ်မှာတဲခိုဖို့ဆုံးဖြတ်ခဲ့ပါတယ်သူတို့နှစ်ဦးအနီးကပ်ရှိနေကြစဉ်မှာပဲမိခင်ဖြစ်သူစီကဖုံးဝင်လာပြီးနောက်ဆက်ချင်းခံလိုက်ရပါတယ်စူးလိုက်ရေချိုးကန်းနဲ့ရောက်နေချိန်မှာစိတ်ကိုပြင်ဆင်နေခဲ့ပြီးပြင်ပမှာကျန်းချန်ကျွန်းကစိတ်လှုပ်ရှားမှုကိုထိန်းချုပ်ဖို့ရေတွေဆက်တိုက်တောက်နေခဲ့ပါတယ်စူးလိုက်ရေချိုးကန်းထဲကထွက်လာတဲ့အခါကျန်းချန်ကျွန်းကသူ့ကိုအိတ်ခမ်းထဲမှာအိတ်ခိုင်းပြီးသူကတော့အိတ်ခမ်းမှာအိတ်မယ်လို့ပြောခဲ့ပါတယ်ဒါပေမဲ့သူတကားပိတ်တော့မဲ့အခြားအိမ်မှာပဲစူးလိုင်ကတကားကိုရုတ်တရက်ဆွဲလန်းကင်လိုက်ပါတော့တယ်။ယောက်ျားလေးဖြစ်သူကမင်းကလေးကိုသူ့အိမ်သို့ပထမဆုံးအကြိမ်ခေါ်ဆောင်လာခဲ့ပြီးအရာကိုစီးစနစ်တကျပဲထိန်းသိမ်းထားဖို့စီစဉ်ခဲ့ပါတယ်။ဒါပေမဲ့ကောင်မလေးကရုတ်တရက်အတူတူအိပ်ဖို့အကြံပြုလာတဲ့အခါမှာတော့ဒီလိုရဲဝဲနဲ့ကန့်လန့်မှုကိုသူသာဆက်လက်ထိန်းချုပ်နေပါကယောက်ျားကောင်းတစ်ယောက်ဖြစ်တော့မီမဟုတ်ပါစူးလိုင်ဟာကုတင်ပေါ်မှာတွန်းတိတ်ခံလိုက်ရပြီးသူ့မျက်လုံးများထဲမှာအပူရှင်ကိုခံစားလိုက်ရပါတယ်။စိတ်လှုပ်ရှားသွားတဲ့သူမကစိတ်ပြောင်းသွားပြီဟုအမြန်ပြောခဲ့တော့လဲနောက်ကျသွားခဲ့ပါပြီ။နောက်တနေ့မှာတော့ကျန်းချန်ချွမ်းရဲ့တိုက်တွန်းမှုကြောင့်စူးလိုက်ဟာအမေဖြစ်သူကိုတောင်းပန်ဖို့အိမ်ပြန်ခဲ့ပါတယ်ဒါပေမဲ့အမေဖြစ်သူကတော့ခေါင်းမမြဲမာနေပြီးသူတို့ဆက်ဆံရေးကိုဘာပဲဖြစ်ဖြစ်လက်မခံခဲ့ပါတမီးဖြစ်သူကသူ့ပေါ်ဘာကြောင့်ဒီလောက်ထိဆွဲလန်းနေရတာလဲဆိုတာကိုနားမလည်နိုင်ပဲဖြစ်နေစဉ်လွန်ခဲ့သော10နှစ်ကနလင်လောက်ခါစင်မှာကျန်းချန်ချွမ်းကသူမီးအသက်ကိုကယ်တင်ခဲ့ဘူးကြောင်းစူးလိုင်ကထုတ်ဖော်ပြောပြခဲ့မှပဲမိဘများနားလည်သွားခဲ့ကြပါတယ်ထို့ပြင်မိဘများ၏ကွာရှင်းမှုကတမီးဖြစ်သူကိုမိများကြည့်ခံစားရစေခဲ့ကြောင်းကိုပါသဘောပေါက်သွားခဲ့ကြပါတယ်နောက်ပိုင်းတွင်စူးလိုင်၏ဖခင်ကစိတ်ရှိလက်ရှိဖြောင်းဖျပေးခဲ့တဲ့ဖြင့်မိခင်ဖြစ်သူကလည်းသူတို့၏ဆက်ဆံရေးကိုနောက်ဆုံးသဘောတူပေးခဲ့ပါတယ်နောက်တနေ့မှာစူးလိုင်ကကျန်းချန်ကျွန်းကိုရှာဖွေပြီးအမေဖြစ်သူကသူတို့ကိုစန့်ကျင်ခြင်းမရှိတော့ကြောင်းပြောပြခဲ့ပါတယ်ဝမ်းသာအားရဖြစ်သွားတဲ့သူကသူမကိုပွေ့ဖက်လိုက်ပြီးအသင်းဖော်များကလည်းသူ့အတွက်ဝမ်းမြောက်ခဲ့ကြပါတယ်မကြာမီသူတို့၏ပထမဆုံးချစ်သူများနဲ့ရောက်ရှိလာခဲ့ရာကျန်းချန်ကျွန်းသည်နှင်းစီပန်းစီကိုဝယ်ယူခဲ့ပြီးချစ်သူ၏မျက်နှာပေါ်မှာအံ့အားသင့်မှုကိုမြင်တွေ့ကျင်နေခဲ့ပါတယ်သို့တော့ချင်းတွေ့ရနေရသို့တွားရလမ်းတွင်ပြင်းထန်သောရင်မတော်တဆမှုကိုကြုံတွေ့ခဲ့ရသဖြင့်တွန့်ဆုတ်မနေပဲကုညီရန်အမြန်ဆင်းသွားခဲ့ပါတယ်တစ်ဖက်တွင်လည်းလပစွာပြင်ဆင်ထားသောစူးလိုင်သည်သူမီးချစ်သူကိုစိတ်အားထက်သန်စွာစောင့်ဆိုင်နေခဲ့ပါတယ်ဆိုင်ပိတ်တီအထိနေမရသို့တိုင်အောင်စောင့်ဆိုင်ခဲ့တော်လဲသူ့ကိုမတွေ့ရသဖြင့်စိတ်ပြက်လက်ပြက်ဖြင့်အဝင်ဝတွင်တယောက်တည်းထိုင်နေခဲ့ပါတယ်ထိုချိန်နှပင်တက်တက်ရရမရှိတော့သောကျန်းချန်ကျွမ်းရောက်ရှိလာပြီးအကျိုးအကြောင်းရှင်းပြကအမြန်နှောင်းပန်ခဲ့ပါတယ်စူးလိုင်သည်နင်းနေမြဒေါသမထွက်ခဲ့ပြီးအိတ်ထဲမှကျွန်းတူးနေသောနင်းစီပန်းကိုထုတ်ယူလိုက်သည်ကိုမြင်သောအခါအလွန်စိတ်လှုပ်ရှားသွားပြီးသူ့ကိုနမ်းရှုံးလိုက်ပါတယ်သို့တော်သူတို့၏ပျော်ရွှင်စရာအချိန်များမှာကြာရှိမခံခဲ့ပါထိုနေ့တွင်ပင်ပမာဏရှိအဆင့်ရှိသောပြင်းထန်သောငလျင်လောက်ခါမှုကြောင့်အရေးပေါ်ကယ်ဆယ်ရေးတာဝန်ကိုလက်ခံရရှိခဲ့ပါတယ်ကျန်းချန်ကျွမ်းသည်အဖွဲ့ကိုဦးဆောင်ရဲ့အခင်းဖြစ်ပွားရာသို့ချက်ချင်းတွားရောက်ခဲ့ပြီးစူးလိုင်သည်လည်းအထူးသတင်းထောက်တို့ဖြစ်ရှေ့တန်းသို့သတင်းယူရန်တွားရောက်ခဲ့သဖြင့်ကယ်ဆယ်ရေးစခန်း၌ပြန်လည်ဆုံတွေ့ခဲ့ကြပါတယ်ယခုအခါသူတို့သည်ချစ်သူများသာမကရင်ဘတ်ချင်းတူသောရဲဘော်ရဲဘက်များဖြစ်ဘေးချင်းရှင်တိုက်ပွဲဝင်နေကြတာပါ
ထိုညတွင်စူးလိုက်သည်ကျန်းချန်ချွန်၏ဒဏ်ရာများဖြင့်ပြည့်နှက်နေသောလက်များကိုမြင်တွေ့ရပြီးစိုးရိမ်စိတ်ကြောင့်မျက်လုံးများနီးရဲသွားခဲ့ပါတယ်။သူကသူမကိုစိုးရိမ်စရာမရှိကြောင်းနှင့်ကယ်ဆယ်ရေးမှဘေးကင်းစွာပြန်လာမည်ဟုကတိပေးကနှစ်သိမ့်ခဲ့ပါတယ်။သို့သောဒီတစ်ချိန်မှာတော့သူကတိပြတ်ခဲ့ပါတယ်။ရန်နေငယ်ကြာတွင်ပိတ်မိနေသောဒုက္ခသည်များကိုကယ်ဆယ်နေစဉ်ဒုတိယအကြိမ်အဆောက်အုံပြိုကျမှုဖြစ်ပွားခဲ့ပြီးကျန်းချန်ချွန်နှင့်သူ့အသင်းဖော်ဇန်းရန်တို့သည်အပျက်စီးများအောက်တွင်ပိတ်မိသွားခဲ့ပါတယ်။စူးလိုက်သည်တရင်ကိုကြားလိုက်ရသောအခါအန်ရီယယ်ကိုလစ်လျူရှုလေကယ်ဆယ်ရေးတွင်ပါဝင်ရန်အတင်းကျပ်တောင်းဆိုခဲ့ပါတယ်။သူမသည်အဖွဲ့နှင့်အတူလိုက်ပါသွားပြီးကြောက်ရွံ့မှုများလွှမ်းမိုးနေစဉ်ကျန်းချန်ချွန်၏နာမည်ကိုအော်ဟော်ခဲ့ပါတယ်။မကြာမီရှာဖွေရေးခွေးကတစုံတစ်ခုကိုတွေ့ရှိသွားခဲ့ပြီးအတူတကွတူးဖော်ခဲ့ကြတော့လဲဇန်းရန်ဖြစ်နေခဲ့ပါတယ်။စူးလိုက်သည်တုံလုံးနေသောအတန်ဖြင့်ကျန်းချန်ချွန်ဘယ်မှာလဲဟုမေးမြန်းခဲ့ရာပုံမနှဆိုင်သောနေရာတွင်မြုပ်နှံခံထားရကြောင်းသိလိုက်ရသဖြင့်တပြင်းကြကစိတ်တက်ကြသွားခဲ့ပါတယ်။ညမှာနန်းနန်းမိုးလင်းသည့်အထိရှာဖွေခဲ့ကြတော့လဲမတွေ့ရှိသေးပါထို့နောက်ဆက်တွဲငလင်းအနေအကြောင်းချက်ချင်းဆုတ်ခွာရန်အထက်မှအမဲရောက်ရှိလာခဲ့ပါတယ်။သို့တော်စူးလိုက်သည်မကြားဘူးတကယ်တော့ပြုမှုကလက်ပလာဖြင့်အပျက်စီးများကိုတူးဖော်နေခဲ့ပါတယ်။သူမရဲ့ဇွဲနွဲ့ပေါ်စိတ်လှုပ်ရှားသွားသောအတင်းဖော်များသည်လည်းအမိန့်ကိုဖီဆန်ကမိမိတို့၏ဘေးကင်းမှုကိုဆွတ်လွတ်လေခေါင်းဆောင်ကိုကယ်တင်ရန်ကြံရစ်ခဲ့ကြပါတယ်။ကံကြမ္မာဒီပင်ဒီချစ်သူနှစ်ဦးကိုခွဲခွာဖို့မရက်ဆက်နိုင်ခဲ့ပါအပျက်စီးများအောက်တွင်ကျန်းချန်ချွန်သည်တတိပြန်လည်လာခဲ့တော့လဲအတန်မထွက်နိုင်လောက်အောင်အားနည်းနေခဲ့သဖြင့်စူးလိုက်ပေးထားသောဆံပင်စည်းကျိုးမှပုတီးစင်များ၏အလင်းပြန်မှုကိုအသုံးပြုရအာယုံဆိုင်စေခဲ့ပါတယ်။အမြဲမပြတ်အာယုံဆိုင်နေသောစူးလိုက်သည်ပုံမှန်မဟုတ်သည်ကိုမြင်မြန်ဆန်ဆန်တတိပြုမိသွားပြီးအတင်းဝင်များကိုအမြန်ခေါ်ယူခဲ့ပါတယ်။ခဏချင်းမှာပင်လူတိုင်းစိုးရိမ်တကြီးပြေးဝင်လာကြပြီးအကြောင်းပြန်တမ်းများပုံမရှင်းလင်းလာသောအခါကယ်ဆယ်ရေးကိရိယာများကိုဝမ်းသာအားရဆုပ်ကိုင်လိုက်ကြပါတယ်။အပေါက်ကြားမှစူးလိုက်သည်သူမ၏ချစ်သူကိုနောက်ဆုံးမြင်တွေ့လိုက်ရပြီးရင်ထဲမှအလေးချိန်များပေါ်ပါသွားခဲ့ကသူမ၏ချစ်သူထံသို့လက်ကိုဆန့်ထုတ်လိုက်ပါတယ်။ဒီမြင်ကွင်းသည်အတိတ်ကိုပြန်လည်အောင်ပြန်ဟပ်နေခဲ့ပါတယ်။လွန်ခဲ့သော10နှစ်ကကျန်းချန်ချွန်သည်ငလျင်လှုပ်ဆင်စူးလိုက်ကိုကယ်တင်ခဲ့ပြီး10နှစ်အကြာတွင်ကံကြမ္မာသည်လွန်ခဲ့သော10နှစ်ကကျန်းချန်ချွန်သည်ငလျင်လှုပ်ဆင်စူးလိုက်ကိုကယ်တင်ခဲ့ပြီး10နှစ်အကြာတွင်ကံကြမ္မာသည်တပတ်ပြန်လည်လာကထိုနေရာနာပင်သူမသည်သူ့ကိုပြန်လည်ကယ်တင်နေခဲ့ပါတယ်။ဒါဟာရေဆက်ဆုံစည်းမှုပင်ဖြစ်နိုင်ပါတော့တယ်။ကောင်မလေးဟာရွှေငွေတွေထက်တန်ဖိုးရှိတဲ့သူမရဲ့ချစ်သူနဲ့နှစ်တစ်ကူးညကိုအတူတူကုန်လုံးဖို့မိသက်စခန်းကိုရောက်ရှိလာခဲ့ပါတယ်။ဒါပေမဲ့ခဏချင်းမှာပဲအရေးပေါ်ဥက္ကဋ္ဌပြန်တူထွက်ပေါ်လာပြီးမိသက်သမားအလုံးအပြင်သို့ပြန်တူပြေးထွက်သွားကြပါတယ်။ဒီလိုမြင်ကွင်းမျိုးကိုရင်ပါနေပြီဖြစ်တော့လဲဒီနေ့မှာတော့စူးလိုက်နေနေစိတ်ပြတ်သွားခဲ့ရပါတယ်။သူမဟာဒီနေ့မှာချစ်သူကိုလက်ထပ်ခွင့်တောင်းဖို့စီစဉ်ထားခဲ့တော့လဲသူကတော့တာဝန်တစ်ခုကြောင့်ထွက်သွားခဲ့ရတာပါ။စူးလိုက်ဟာကျန်းချန်ချွန်စီကအဆိုပြုချက်ကိုစောင့်မျှော်နေခဲ့ပေမဲ့သူကဘာမှမလုပ်ရှားခဲ့ပါဘူး။ဒါပေမဲ့ကာလရှည်ကြာစီစဉ်ထားတဲ့အံ့အားသင့်စရာတစ်ခုဟာစတင်နေပြီဆိုတာကိုသူမသိခဲ့ပါဘူး။ခါလေးမတိုင်မီသူမဘေးမှာထိုင်နေတဲ့အချောဆုံးသူငယ်ချင်းဟာခုတော့သူမနောက်ွယ်မှာတိတက်တဲ့အပြုံးနဲ့ရက်နေခဲ့ပါတယ်။ထို့နောက်မိအောင်များလင်းလက်လာပြီးခါမတိုင်မီပျောက်ကွယ်သွားခဲ့ကြတဲ့ရဲဘော်ရဲဘက်များပြန်လည်ပေါ်ထွက်လာကြပါတယ်။မြူးကြွတဲ့ဂီတတန်စင်များစတင်ဖွင့်လှစ်လိုက်ချိန်မှာဒီယိုသားတဲ့အမျိုးသားများဟာညီညာလာတဲ့အကအလများဖြင့်ကပ်ပြားခဲ့ကြပါတယ်။ကျန်းချန်ချွန်ရဲ့တောက်ပတဲ့ဝင်ရောက်လာမှုရောက်ရှိလာမှသာစူးလိုက်ဟာဒါတွေအားလုံးဟာသူမရဲ့ချစ်သူကသူမအတွက်တေချာပြင်ဆင်ထားတဲ့အံ့အားသင့်စရာတစ်ခုဖြစ်ကြောင်းနောက်ဆုံးသဘောပေါက်သွားခဲ့ပါတယ်။ဒီလောက်ထိယုံမှန်းတဆန်နိုင်လိမ့်မယ်လို့မိသူကထင်ထားမိနီစူးလိုက်၏မျက်လုံးများတွင်မျက်ရည်များဝဲတက်လာခဲ့ပါတယ်။ဒါပေမဲ့မပြီးသေးပါဘူး။မကြာမီအဓိကရောက်ရှိလာခဲ့ပါတယ်။ကျန်းချန်ချွန်သည်နှင်းစီပန်းစီကိုကိုင်းဆောင်ကဖွဲ့ထဲမှထွက်ခွာလာပြီးသူ၏အကြည့်မှာနှဆိုင်ပြီးမြဲရိုင်ပဲချစ်ရတော့မိန်းကလေးထံသို့ချင်းကပ်လာခဲ့ပါတယ်။ထို့နောက်ဒူးထောက်ကလက်ထပ်ခွင့်တောင်းခံခဲ့ပါတယ်။ကောင်မလေးဟာနောက်ဆုံးမှာသူမိတ်ဆန္ဒအတိုင်း10နှလုံးချင်းမြတ်နိုးခဲ့ရတဲ့မိသက်သမားနဲ့လက်ထပ်ခွင့်ရရှိခဲ့ပါတယ်။မင်္ဂလာပွဲကသူမသည်တန်ရှင်းသောအဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီးအဖေဖြစ်သူ၏လက်မောင်းကိုကိုင်းဆောင်ကခံရသောသူတို့သားထံသို့ဖြည်းဖြည်းချင်းလျှောက်လန်းသွားခဲ့ပါတယ်။သူတို့၏ခီးလန်းကိုပြန်လည်ကြည့်ရှုလျင်သူတို့သည်တေးရရှင်ရေးစိန်ခေါ်မှုများကိုအတူတကွရင်ဆိုင်ခဲ့ကြပြီးအမြဲတမ်းတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားခဲ့ကမိသည့်အခါမျှလက်မလျှော့ခဲ့ကြပါအခက်ခဲအားလုံးသည်ပြောရွှင်မှုအတွက်မိတ်ဆက်တစ်ခုဖြစ်လာခဲ့ပါတယ်။ယခုအခါသူတို့သည်အခမ်းအနားတရားဝင်စတင်ချိန်၌အတူတကွရက်တည်နေကြပါပြီအခမ်းအနားမှုကသူတို့သားအားဒီလပါတော့သူတို့သမီးကိုဇနီးအဖြစ်ပေါင်းသိမိလားဟုမေးမြန်းတော့မိအချိန်မှာပင်ကျန်းချန်ချွန်ကမစောင့်နိုင်ပဲလက်ခံပါတယ်ဟုအလင်းစလိုပြောလိုက်ပါတယ်စူးလိုက်ဟာမိန်ဖြော့နေတဲ့သူ၏ကဘာကိုတောက်ပအောင်ပြုလုပ်ပေးခဲ့တဲ့အလင်းတန်းတစ်ခုလိုဖြစ်ခဲ့ပြီးသူသည်သူမိအတမဆုံးဒိုင်းလွှားနှင့်ထာဝရဘေးကင်းရာစိတ်ကန်းတစ်ခုဖြစ်လာမိချစ်သည်သူတို့သား၏ရင်ထဲမှထွက်ပေါ်လာသောဝန်ခံချက်သည်တက်ရောက်လာသူအားလုံးကိုစိတ်လှုပ်ရှားစေခဲ့ပါတယ်။တောင်းဖျားကြွေးကြော်သံများကြားသူတို့သားနှင့်သူတို့သမီးတို့သည်လက်စွပ်များလဲလှယ်ခဲ့ကြပြီးအနာဂတ်10စုနှစ်တစ်ခုစီကိုအတူတကွကုန်လုံးစေမည်ဟု10နှစ်တာဂတိသစ္စာကိုနောက်တစ်ကြိမ်ပြုလုပ်ခဲ့ကြပါတယ်။သူတို့သားသည်ချစ်စရာကောင်းသောသူတို့သမီးကိုမနှမ်းပဲမနေနိုင်ခဲ့ပါ။ထိုချိန်၌ပင်နိုင်ငံရေးမှုထံသို့အရေးပေါ်ဖုံးဝင်လာခဲ့ပြီးမြို့တော်အားကစားကွင်း၌ကြီးမားသောပြိုကျမှုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိခဲ့ပါတယ်။အဘိုးဖြစ်သူကကျန်းချန်ချွန်အားချက်ချင်းအကြောင်းကြားလိုက်ရာခဏချင်းမှာပင်သူတို့သားနှင့်သူတို့သားရန်များအားလုံးပျောက်ကွယ်သွားခဲ့ကြပါတယ်။သတင်းထောက်တဦးဖြစ်သည့်သူတို့သမီးစုလိုက်ကလည်းအရှုံးမပေးရဲ့ဒီနေ့မင်္ဂလာပွဲကိုဒီမှာပဲအဆုံးသတ်လိုက်ပြီးဟုကျဲလောင်စွာကြေညာခဲ့ပါတယ်။ထို့နောက်မင်္ဂလာကာဝင်ကိုဆုတ်ဖြဲကအခင်းဖြစ်ပွားရာသို့အမြန်ပြေးထွက်သွားခဲ့ပါတယ်။ညနေပိုင်းရောက်မှသာမော်ဘန်းနေသောဇနီးမောင်နှံနှစ်ဦးသည်အိမ်တစ်သို့နောက်ဆုံးပြန်လည်ရောက်ရှိခဲ့ကြပြီးသူတို့၏မင်္ဂလာညသည်တကယ်ကိုစတင်ခဲ့ပါတယ်။ကျန်းချန်ချွန်သည်နောက်ပြောင်သောအပြုံးဖြင့်စူးလိုက်ထံသို့တိုးကပ်သွားပြီးကုတင်ပေါ်သို့တာယာလဲတိတ်လိုက်ရာသူတို့၏မျက်လုံးများစုံစည်းသွားခဲ့ပြီးရာဂမီများတောက်လောင်လာခဲ့ပါတယ်။သူ၏အကြည့်မှအပူချိန်ကိုခံစားလိုက်ရသောစူးလိုက်သည်ရှက်ရွံ့စွာဖြင့်ဘာလို့ရမှန်းမသိဖြစ်သွားခဲ့ပါတယ်။ဒီနာပြီးရင်သူမဟာသူ၏ဇနီးသည်လုံးဝဖြစ်လာတော့မည်ဖြစ်ပြီးကဘာပေါ်မှာအပျော်ရှင်ဆုံးအမျိုးသမီးဖြစ်လာတော့မည်ဖြစ်သည်ဒီဖန်သားပြင်ကိုကြည့်ရှုနေကြတဲ့တင်တို့အားလုံးလည်းမကြာမီမိမိတို့၏ပျော်ရွှင်မှုကိုရှာဖွေတွေ့ရှိနိုင်ကြပါ